တွေမရှိလို့လည်းမရဘူးလူကြီးတွေစီကတင်ယူကြတယ်အများကြီးရှိတယ်ဒါပေမဲ့လူငယ်တွေကိုနေရာမပေးတာလူကြီးတွေရဲ့အားနည်းချက်ပဲနော်လူကြီးတွေရဲ့အားနည်းချက်ပဲနောက်တစ်ခုဒီမြမဒေါ်လာရေးမှာငါပဲနေရာလိုချင်တဲ့ဒီအနုကြီးတွေနဲ့လူကြီးတွေကိုပြောချင်တယ်နော်အတိုက်ခံရှိတယ်ဆိုတာအောင်မြင်တယ်အတိုက်ခံမရှိရင်သာကိုယ်ဘသူကမှားလို့မှန်မှမသိမှန်လို့မှားမှမသိကိုယ်ပြောမဲ့လူမရှိဆိုမဲ့လူမရှိငါစကားနွားရငါပြောတာအမှန်ငါလုပ်တာအမှန်ဆိုတဲ့လူတွေကြီးပဲများနေလိမ့်မယ်အဲ့တော့အတိုက်ခံရှိတယ်ဆိုတာကောင်းတယ်အတိုက်ခံမရှိတဲ့လူတွေသာကိုဘာလို့မှားနေမှန်းကိုယ့်ဘာကိုမသိဘူးအခုဆိုရင်အတိုက်ခံတွေကိုပေးမတတ်ဘူးကျမတို့လိုလူမျိုးတွေပေါ့နေရာလိုချင်တာလားတို့ယာရုမှတ်တာလားတို့ဘာတို့ ਨੇ ကျမတို့ကအတိုက်ခံဘေဘက်ကနေပြီးတော့ပြောတဲ့ခါကျတော့ကျမတို့လိုလူမျိုးတွေကိုနေရာလိုချင်လို့ထအော်တယ်ဆိုတော့အတွေးခေါ်အညံ့စားတွေပေါ့နော်ကျမတို့တွေကအဲ့ဒီအတွေးခေါ်အမျှော်မြင်နေအပြောဆိုမခံနိုင်ဘူးအုပ်စုဖွဲ့ပြီးတော့ဝိုင်းပြီးတော့တမတဲ့ကျမတို့လင်းကျေးမှုကိုကျမတို့အများကြီးပြင်ရမယ်အခုစကိုင်းတိုင်းမှာဒီနှစ်၄နှစ်ကာလမှာစစ်ကွေးသိန်းတိုင်းစကိုင်းတိုင်းဆိုပြီးကြွေးကြော်ပြီးတော့ခွက်ခောက်သွားပေမဲ့ကျမတို့ရဲ့စကိုင်းတိုင်းမှာရှိတဲ့ပြည်သူတွေ9000နော်ပြည်သူ9000ဒီ၄နှစ်တာအတွင်းမှာဒီစစ်အာဏာရှင်ရဲ့ brutal attack နော်ဒါမနေ့ကကိုထိန်လင်းပြောသွားတဲ့ brutal attack နဲ့ကြာဆုံးသွားတာပြည်သူအယောက်9000ရှိတယ်နော်တော်လိုင်းရဲဘော်2000ကျော်လောက်တရားရတယ်တေချုံမှုတွေအများကြီးရှိပါတယ်စကိုင်းတိုင်းဟာစစ်ကွေးသိန်းတိုင်းစကိုင်းတိုင်းလို့ရည်ရွယ်ချက်နဲ့အားကောင်းကောင်းနဲ့စတင်ခဲ့တဲ့တော်လိုင်းရေးသမားတွေကိုဒီဘက်အဖွဲ့ကနေပြီးတော့ဝိုင်းပြီးတော့နော်အယုံသွင်းပြီးတော့အချိန်ဆွဲလိုက်တာစကိုင်းတိုင်းပြာကျသွားတယ်နော်ခုလက်ဒီလဲစကိုင်းတိုင်းကညီကိုတွေအခုတက်ဒီလဲရံများစကားများနေတယ်အခုတက်ဒီလဲဒီစိတ်တံမဏိကိစ္စဟာအခုတက်ဒီလဲအယိုးဆွဲပြီးတော့မပြီးနိုင်တဲ့ကိုဖိုးမြိုင်နေဖြစ်နေကြတယ်အတိုက်ခံရှိတယ်ဆိုတာကောင်းပါတယ်ဒါပေမဲ့ငါစကားနွားရငါနဲ့ငါတငယ်ချင်းနဲ့ငါအဖွဲ့တွေသာကောင်းတယ်ဆိုတော့ဒီအပြောဆိုအပြုတ်အမှုတွေဟာရှေးဟောင်းလူကြီးတွေရဲ့အုံနောက်ကြီးတက်တွေရဲ့စကလုံးတွေပါနော်အဲ့တော့အတိုက်ခံမရှိပေါ်လာတာနဲ့တပ်ပါတီတက်ပြီးတော့တခြားလူနဲ့သွေးခွဲပေးတတ်တယ်ဆိုတာလဲအခုဖြစ်နေတဲ့အမေတော်အောင်ဆန်းစုကြည်ရဲ့အကိုကလာပြန်ပြီးနောက်တစ်မျိုးအမေတော်အောင်ဆန်းစုကြည်ရဲ့အကိုကဥစားဒီဘာလဲဒီအမေတို့ကြီးရှိတဲ့တက္ကသိုလ်ရိပ်သာလမ်းတစ်ကအိမ်ကိုရောင်းပြန်ပြီဆိုစိုက်ဝေါကပေါ်လာပြန်ပြီကျမတို့မင်္ဂလာပါရှင်ကျမတို့ဒီပြည်သူတွေကိုဒီစိုက်ဝေါတွေကအမြဲတမ်းတစ်ခုပြီးတစ်ခုလုံနေမှာပဲတစ်ခုခုနဲ့ငြိမ်သွားရင်တစ်ခုခုနဲ့ပြန်လုံနေကြအဲ့တော့ဒီအောင်ဆောင်ဦးဒီအိမ်ရောင်းနေတာလဲတော်တော်ကြာသွားပြီเนาะအဲ့တော့ကျမတို့အဲ့မှာပဲနေကြမှာလားကျမတို့ကအဲ့ဒီမှာပဲအော်ဟင်းညင်းခုန်နေကြမှာလားနော်နောက်တစ်ခုကျမတို့ပြည်သူတွေနောက်တစ်ခုရှိသေးတယ်ဒေါ်နယ်ထရန့်ကိစ္စကသူ့ပြည်သူနဲ့နော်ကဘာကြီးနဲ့ဖြစ်နေတာအဲ့တော့ဒီပြည်သူတွေကကဘာကြီးကအမေရိကန်ကိုအားကျပြီးတော့ဂုဏ်ယူနေရတဲ့နိုင်ငံအဲ့ဒီကဘာကြီးကအမေရိကန်ကိုအားကျဂုဏ်ယူနေရတာကိုကဘာကြီးကနေပြီးတော့လက်မခံတဲ့လူသားတွေဖြစ်လာတဲ့ခါကျရင်ပြည်သူတွေလှုပ်လိမ့်မယ်ပြည်သူတွေရှိတ်ကင်လှုပ်လိမ့်မယ်အဲ့တော့စီးပွားရေးသမားနဲ့နိုင်ငံရေးသမားနဲ့ရောထွေးနေတဲ့အခါမှာပြဿနာတွေအများကြီးရှိတယ်အဲ့တော့ဒေါ်နယ်ထရန့်ကကျမတို့ဗမာပြည်အရေးကိုအနံ့အောင်မခံဘူးနော်စိတ်လည်းမဝင်စားဘူးအနံ့လည်းမခံဘူးဒီ US8 ဆိုတာကကျမတို့တိုင်းပြည်တစ်ခုတည်းကိုပဲဖြုတ်ချပလိုက်တာမဟုတ်ဘူးအပြည်ပြည်ဆိုင်ရာမှာရှိတဲ့နိုင်ငံတကာမှာရှိတဲ့သူ AIDS ပေးထားတဲ့နေရာတွေအကုန်လုံးကိုသူမပေးတော့တာကျမတို့တိုင်းပြည်တစ်ပြည်တည်းကိုရွေးချယ်ပြီးတော့မပေးခဲ့တာမဟုတ်ဘူးမပေးတော့တာလည်းမဟုတ်ဘူးသူ့ရဲ့တိုင်းပြည်ကအခွန်တွေအပြင်ကိုလေလွင့်နေတယ်လို့ထင်လို့ကျမတို့ပေးထားတဲ့ tax တွေကိုတခြားတိုင်းပြည်တွေကိုပေးပြီးတော့ကျမတို့အမေရိကန်မှာနေတဲ့လူတွေကမွဲနေတဲ့အတွက်အဲ့ဒီလိုမျိုးဖြစ်မှာစိုးလို့နော်အဲ့ဒီအတွက်သူကထိမ့်သိမ့်လိုက်တာသူ့ရဲ့အခွန်တွေကိုထိမ့်သိမ့်လိုက်တာဒါကြောင့်အမေရိကန်မှာဖြစ်နေတဲ့ကိစ္စကကျမတို့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်သူ့ပါသူလွတ်လပ်မျှတတဲ့တိုင်းပြည်ကဘာဖြစ်ပါလဲညာဖြစ်ပါတယ်ဆိုတော့အခုမှကျမကလည်းအခုကြမှာပဲကြားတာ US8 ဆိုတာကမြန်မာပြည်ကိုပေးတာပဲတန်း200ဆိုပဲဒီတန်း200အခုမရတော့မှပဲကြားတယ်ရနေတော့ကတော့ရဆဲရလက်တက်เนาะအချိန်တုန်းကတော့ကျမတို့ပြည်သူတွေ
မကြားခဲ့ရအောင်အဲ့ဒါဘာလဲဆိုတော့ပေါင်းပြီးတော့ရိတ်တယ်လို့ခေါ်တယ်โอเคစားနေတောက်နေရတော့ကတော့ရှင်တို့အတန်လေးတွေကမကြားရပဲနဲ့မစားရမတောက်ရတော့မှအတန်တွေထွက်တယ်ဆိုတာစိတ်ဓာတ်ရမ်းညံ့ပြင်းတယ်တိမ်ပြင်းတယ်လို့ခေါ်တယ်လူကြီးတွေစကားပြောရင်ထိမ့်ထိမ့်သိမ့်သိမ့်ပြောစေချင်တာပါပဲเนาะမရတော့မှအတန်တွေထွက်ကြတာရနေတော့ကတော့အန်ယူဂျီတာဟိုမှာသူတို့လှည့်ပြီးတော့အီးမပေါက်ကြဘူးဘာဖြစ်လို့လဲဆိုတူတူညီညီရနေကြလို့โอเคပြည်တွင်းထဲမှာကြံခဲ့တဲ့ကိုလိုမျိုးနိုင်ငံသားထွက်ပြေးဖို့ဒီဘက်က YouTube ကို like and subscribe လေးလုပ်ပေးပါရှင်ကျမကိုဒီဖွဲ့တွေကဝိုင်းပြီးတော့ထုထားတဲ့အတွက်ကျမရဲ့ဝင်ငွေရှိနေတဲ့ YouTube ကဟိုဟာဖြစ်နေပါတယ်နည်းနည်းဟိုဟာဖြစ်နေတယ်သူတို့ကကျမကိုသူတို့အဘကိုအသေးဆဲလို့ကျမကို YouTube မှာအတကုံထုတာပါเนาะဒီဘက်ကဒီဘက်ကဆူလာတူပါတာတွေကလည်းကျမကိုဝိုင်းထုပါတယ်အဲ့တော့YouTube ကိုကျေးဇူးပြုပြီးတော့ share ပြီးတော့ like and subscribe လေးလုပ်ပေးကြပါเนาะDonald Trump နဲ့ဒီ American နဲ့နိုင်ငံကဘာကြီးနဲ့ဟာကြောက်စရာကောင်းတာကတော့ကဘာမှာစီးပွားရေးစစ်ဖြစ်လိမ့်မယ်အဲ့ဒါကကျမတို့အနေနဲ့ရိုက်ခတ်သလားဆိုတော့ကျမတို့အနေနဲ့အနည်းလေးပဲရိုက်ခတ်တာကျမတို့ကအကြီးကြီးမားမားရိုက်ခတ်မှုမရှိပါဘူးเนาะဒီ X ဆိုစားနေရတဲ့လူတွေဒါသူတို့မရတော့လို့အတန်ထွက်တာနောက် American Visa ကိုမျှော်နေတဲ့အချိန်မှာ American Visa မရတော့လို့ဒါ Donald Trump ကိုဆဲဆိုဟစ်ကြတာအဲ့ဒီလူတွေကအရင်တော့အမေရိကန်လည်းစိတ်မဝင်စားဘူးဗမာပြည်တွေအရေးလည်းစိတ်ဝင်စားခဲ့တာမဟုတ်ဘူးဗမာပြည်ကနေထွက်ပြေးလာကြတာဆိုတော့မြန်မာပြည်အတွက်လည်းဘာမှအကျိုးမရှိဘူးUSA ဆိုဝေလာဝေကို့အကျိုးပဲကိုကြည့်တဲ့လူတွေအတွက်အမေရိကန်တကားပေါက်ပိတ်လိုက်တယ်ဆိုတာတရားမျှတတယ်လို့ထင်ပါတယ်เนาะအခုရောက်နေတဲ့ဒီထဲမှာရှိနေတဲ့လူတွေလည်းသူတို့ကဒီဘောနော် refugee camp ကနေလာတဲ့အတွက်သူတို့ကဒီမှာနေခဏ6လတာနေခွင့်ရှိပြီမဲ့သူတို့ search ပြီးတော့နေထိုင်ခွင့်ဆိုတာကဘလို့အခြေအနေရှိမှမသိသေးဘူးဒီ၄နှစ်တာကာလမှာရိုးရိုးချင်းမြင့်မြင့်ကြံကြပါလို့เนาะနိုင်ငံတကာမှာဒီဘက်ကိုလာဖို့ကြိုးစားနေတဲ့မောင်နှမတွေ Australia တို့အခုဆိုရင်ကျမတို့ရဲ့တောင်ကိုရီးယားကနေပြီးတော့ခေါ်ဖို့ဒီကနေပြီးတော့ဟိုအလုပ်နေပါတယ်အဲ့ဒီတောင်ကိုရီးယားဘက်ကိုသွားပြီးတော့apply လုပ်ကြပါလို့เนาะဒါသတင်းကောင်းပါတောင်ကိုရီးယားနိုင်ငံမှာအလုပ်သမားတွေလည်းလိုပါတယ်နောက်တစ်ခုကတောင်ကိုရီးယားတွေကခလေးမမွေးတော့ဘူးရဲ့เนาะခလေးမွေးတာအရန်ဇရိတ်စကားနဲ့အချိန်ကြီးအရန်ကုန်လို့ဆိုခုခေတ်တောင်ကိုရီးယားတွေရောဂျပန်တွေရောခလေးလူသေးအားကလူသေးတဲ့နှုံးကတစ်နှစ်လူသေးနှုံးက200လောက်ဆိုခလေးမွေးနှုံးကအစိတ်လောက်ပဲရှိတော့တဲ့အတွက်သူတို့တိုင်းပြည်တွေမှာခလေးမမွေးတော့အဲ့တော့မရလို့ဖို့တော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ချစ်ခင်နှစ်သက်တဲ့နိုင်ငံသားဆိုရင်ယူသင့်တယ်လို့ထဲလို့ပြောချင်တာပါเนาะသူတို့ပြောသလိုဒိုသွေးလည်းမဟုတ်ဒိုသားလည်းမဟုတ်ဒီပါအလကားတရုတ်ခြေတော်မတင်နဲ့တရုတ်ကွန်မြူနစ်ရဲ့တာကောရဲ့လူတွေကခြေတော်တင်မှုအတွက်ကျမတို့ဒိုသွေးလည်းမဟုတ်ဒိုသားလည်းမဟုတ်ဆိုနိုင်ငံသားယူရင်ဘာဖြစ်တယ်ဘာဖြစ်မလဲကြက်ဖြစ်မလဲပြောတယ်မူဝါဒတွေကိုဒီမှာထားခဲ့ပါတောင်ကိုရီးယားနိုင်ငံကမက်ခင်မိုးတို့ကိုဟိုလုံနေပါတယ်ဘာလဲဆိုတော့ဒီလာနေခွင့်ပေါ့နော်ဒီတိုင်းလူသားချင်းစာနာစိတ်နဲ့လာနေခွင့်ပေးနေပါတယ်အဲ့ဒါမြန်မာပြည်သူပြည်သားတွေကဲလို့စိတ်ဝင်စားတယ်ဆိုရင်တောင်ကိုရီးယားနိုင်ငံကိုသွားပြီးတော့ဟိုလောက်ကြပါလို့မက်ခင်မိုးဒီကနေပြီးတော့ပြောချင်ပါတယ်မနေ့ကဆိုရင်မခင်မိုးဒီမှာအချိန်မီပြန်လာလိုက်လို့မှန်သွားတယ်နှုတ်မို့ဆိုရင်မခင်မိုးဒီမှာ CEO ပါမခင်မိုးရုံးထဲမှာ CEO ပါဒီကိုလာပြီးတော့အလုတ်လာလောက်ခိုင်းတာမခင်မိုးအဲ့ဒါYouTube မှာကြည့်နေတဲ့မောင်နှမတွေ like and subscribe လေးလုပ်ပေးပါမခင်မိုးရဲ့ YouTube ကိုသူတို့ဝိုင်းပြီးတော့ဒုက္ခပေးနေကြတာတော်တော်များနေပါเนาะအမားတို့ကလည်းเนาะအမားတို့ကဆူလာတူပါတာတွေကလည်းအဲ့တော့ကျမဟိုမှာတင်နာပါတယ်ဟိုဟာငါ YouTube ကိုတော်တော်ထုထားတာတော့
Facebook လောက်တော့ကြည့်တဲ့အားမရှိမနေ့ကကင်လေးရဲ့နယူးယောက်ကလူတွေနဲ့တွေ့ဆုံပွဲမှာဒေါ်လာ9000နဲ့2000အလူငွေရရှိပါတယ်အမေရဲ့မွေးနေ့အတွက်ဒါကြောင့်မလို့နယူးယောက်ကလူတွေကိုဂုဏ်ပြုရင်းနဲ့ပြောချင်တာကနိုင်ငံသားကောင်းဖြစ်ချင်ရင်ကိုကတခြားနိုင်ငံကနေပြီးတော့နိုင်ငံသားကောင်းအစ်စ်တွေအဖြစ်တွေ့ကြပါဟိုကြင်ကြံအားထုတ်ကြပါလို့เนาะကိုrole model အနေနဲ့ပြည်သူတွေကလည်းအားကြနေတာဖြစ်တဲ့အတွက်နိုင်ငံသားမှာနေပြီးဗျမ်းပရာလောက်ပြတာမျိုးတွေမလုပ်ကြဘူးကျမရဲ့နယူးယောက်မှာရှိတဲ့မောင်နှမတွေကိုဒီကနေပြီးတော့တိုက်တွန်းနှိုးဆော်ချင်ပါတယ်နိုင်ငံသားမှာနေတယ်ငါတို့ကတချို့လူတွေမှာကျမကိုပြောတဲ့စကားလုံးတွေရည်ရတယ်ရှိရเนาะဘာပြောလဲဆိုတော့မင်းကိုအမေရိကန်မို့လို့ကြည်နေတာဆိုပြီးတော့ငါအမေရိကန်ကနေငါဖင်လန်းလန်မပြဘူးနှခမ်းနီလည်းစိုးမပြဘူးငါနှခမ်းနီမစိုးရင်တော့ပြောနေတဲ့လူတွေရှိတယ်အဲ့လိုမျိုးဆိုတော့အတွေးခေါ်တွေကနိုင်ငံသားရောက်လာတဲ့အတွေးခေါ်တွေကမြင့်တက်မလားသိလားမနေ့ကဆိုကင်ဆိုရင်ရှမ်းအိမ်ကြီးတော့တိုက်ပုံတော့တိုက်ပုံပဲဒါပေမဲ့ရှမ်းတိုက်ပုံလေးဝတ်ထားနော်ကျမမနေပြီးတော့သူ့ကိုလက်ဆွဲနှုတ်ဆက်တဲ့အခါမှာကျမမသူ့ကိုလက်ဆွဲနှုတ်ဆက်တဲ့အခါမှာငါတို့တွေနင့်ပေါ်မှာအကျွေးရမ်းများနေပြီလို့ပြောတာအဲ့လိုမထင်ပါနဲ့တဲ့ကျမအမကိုသူတို့ကတော့နောက်ဆုံးချိန်ကြီးအချိန်ရတဲ့လူတွေဆိုတော့နေလို့ရတာပေါ့ကျမစနေတင်းတွေပွဲတွေဆိုကျမတို့အချိန်မရှိဘူးရှင့်ကျမမြင်းရုံးကိုပြန်ပြေးလာတာကံကောင်းလို့တကယ်လဲကံကောင်းသွားတယ်ကျမရဲ့အရင် former CEO ပေါ့အဲ့ former CEO ကကျမကိုအလုပ်လာအပ်တယ်ကျမတကယ်လို့သာရုံးခန်းထဲမှာမရှိလို့ရှိရင်ကျမပြဿနာကွမ်းပြီခင်မိုးတရက်တလေရုံးထဲမှာ24နာရီထိုင်နေတော့မသိဘူး10နာရီလောက်အပြင်လစ်ထွက်သွားတာနဲ့သိတယ်နော်အဲ့တော့ဒါတော့ lunch break နော်ငါအရန်စာအုပ်ကြီးစမ်း lunch break အချိန်မှာတခါတည်းတန်းပြေးတာကင်ကိုမြင်ဘူးအောင်အပြင်မှာဒါပေမဲ့အနီးကနှုတ်ဆက်တာနဲ့မနှုတ်ဆက်တာနဲ့ပဲကွာပါတယ်သူ့နာဟိုတာသူ့နဲ့လားအနီးကမတွေ့လိုက်ရပေမဲ့မခင်မို့သူ့မို့လို့ပေါ့နော်ဒါသူ့ကိုလေးစားသောအပြင်သူ့ကိုချင်းစာသောအပြင်သူ့မို့လို့သွားတွေ့တာဒီတိုင်းဆိုရင်NUG လောက်တဲ့ပွဲတွေဆိုမခင်မို့မသွားဘူးရှင်ကြီးကျယ်တာတော့မဟုတ်ဘူးကျမတကယ်လို့ကျမစကားကျမရှေ့မှာအခုပဲကြည့်ကျမဒီပွဲမှာစကားတွေပြောနေတဲ့ခါကျတော့အရှိရလူတွေကိုမလေးမခန့်တဲ့စကားတွေပြောနေလို့အဲ့ဒါကြောင့်မို့အကျို့ဆိုပြန်သွားတယ်သိရမလားကျမဆိုလည်းပြန်လာရတာပဲကိစ္စရှိအလုပ်ရှိတော့လေအဲ့လိုပြန်သွားလိုက်အဲ့ထဲမှာနေပြီးတော့ယုံနဲ့တငယ်ချင်းမိတ်ဆွေတငယ်ချင်းနဲ့တွေ့တယ်လို့ပန်းချံမှာတွေ့တယ်လို့မျိုးစကားပြောလို့မရအောင်အရှိရလူလေးအရှိရ3ယောက်မှာပထမဦးဆုံးစံပြတော့ဒေါန်ဆန်းစုကြည်ရဲ့သားပေါ့နော်အမေကို14နှစ်တည်းကနော်ဘာရည်ရွယ်ချက်နဲ့နင်တို့ဒေါန်ဆန်းစုကြည်သားကိုပြောတဲ့အမျိုးသမီး3 4 5ယောက်မြင်မှုပါတယ်နော်ရှင်တို့အပြိုကြီးတွေဆိုရင်တော့ဒီစကားပြောတာနားလည်လို့ရမယ်ရှင်တို့မိခင်တွေဖြစ်ရတာနဲ့မအေကိုနော်မအေကိုတိုင်းပြည်ကိုအတွက်ပေးထားတဲ့ဒီကလေးကိုမစော်ကားကြဖို့ဒီကနေမေတ္တာရက်ခံပါတယ်နော်ရှင်တို့ကိုယ်တိုင်လည်းကိုသားသမီးကိုဘယ်ရွယ်ရောက်ကြက်မကြီးအုပ်တယ်လို့အုပ်ထားကြတာပါနော်အဲ့တော့ဒီကလေးဘတ်စကာခုရက်ဒီစီးနေရတော့အဖေက professor အမေက master degree အောင်ထားပြီးသားလူဒီမိသားစုဝင်ကနေပြီးတော့ဒီကလေးပညာအဆုံးတိုင်မရောက်တာဟာကျမတို့တိုင်းပြည်မှာအကျွေးအများကြီးရှိပါတယ်အဲ့ကလေးကိုမြင်နိုင်ကျမမျက်ရည်ကျပါတယ်မနေ့ကတော့အဲ့ကလေးကိုမြင်တော့အမေကျမထပ်ပြီးတော့စူးစမ်းအောင်မယ်မေးဆိုပြီးတော့ကျမမိဘရင်းတွေကိုလည်းကျမဂရိပေးဘူးတယ်မိဘတွေကျမကြောင့်ဂုံသိက္ခာမကြရဘူးမိဘတွေကျမကြောင့်မျက်ရည်မကျရဘူးဒါငယ်ငယ်လေးတွေကကျမစိတ်ထဲမှာထားထားတဲ့အရာအခုလဲကင်ကိုမြင်တဲ့အခါမှာကျမအနီးကပ်မတွေ့ရဘူးဆိုတော့ကျမအချိန်မရှိတော့ပြေးထွက်လာလို့ပါဒါပေမဲ့ကျမအမေကိုစိတ်ကူးပြီးတော့မေးကျမအဆုံးထိတိုက်ပွဲဝင်သွားမှာမေးလို့အမေကိုကျမဂရိပေးတယ်ကျမပြည်သူတွေအကုန်လုံးကိုတဦးချင်းတယောက်ချင်းတိုင်းငါကဲတင်ရှင် I'm a God helper I'm an angel ဘာလို့မရွှီးနိုင်ဘူးเนาะဒါပေမဲ့ကျမဒီအဆုံးထိဒီပြည်သူတွေအတူတူရက်တည်သွားမှာပဲဒါအမေကိုလည်းပေးတဲ့ဂရိရဲ့ကင့်ကိုချင်းစာတော့အဖြစ်ငါတာဝန်ပို့ချရမယ်ကင့်ကိုမြင်တိုင်းကျမငိုးတယ်သူ့ဓာတ်ပုံလေးတွေမြင်တိုင်းကျမငိုးတယ်မနေ့ကတော့မငိုပြစ်ဘူးကျမသူ့ကိုမြင်တဲ့အခါမှာငါအလုပ်ပို့လို့ရမယ်ငါရဲ့အသုံးဖြုံးတွေထပ်လျှော့ရမယ်ငါလူမျိုးတွေကိုငါပို့ပြီးတော့ support လုပ်ရမယ်ဆိုပြီးတော့မာကြီးစိတ်ထဲမှာ
စိတ်ကူးပါတယ်เนาะမာကြီးမနေ့ကတွေ့ခဲ့တဲ့လူ3ယောက်လုံးဟာတကယ်ကို selection နေပြီပါပဲပထမအဆုံးလူကတော့မာကြီးတွေ့ဝင်သွားတဲ့အချိန်မှာမာကြီးကပွဲစနေပြီဖြစ်တဲ့အချိန်ဝင်သွားတဲ့အချိန်မှာရှောင်းတာနယ်နဲ့တွေ့တဲ့ခါကျတော့မစ္စတာရှောင်းတာနယ်ကမြန်မာလူမျိုးတွေတရားကြီးမားပုံเนาะမြန်မာလူမျိုးတွေသူ့ကိုထောင်ထဲမှာသူကဩစတြေးလျနိုင်ငံသားဖြစ်ပြီးတော့လောက်ရတဲ့အလုပ်ကလည်းစီးပွားရေး advisor ဖြစ်တဲ့အခါကျတော့ तू ကကောင်းကောင်းမွန်မွန်ပဲနေလိုက်ရတယ်ဒါပေမဲ့မြမထောင်ထဲကိုရောက်သွားတဲ့ခါကျတော့ထောင်သားဖြစ်သွားတဲ့ခါကျတော့အရန်ဘဝတွေက तू နေခဲ့ရတဲ့ဘဝရောထောင်ထဲမှာရသွားတဲ့မြမထောင်ဆိုတာတခြားထောင်နေတဲ့ဆိုးတယ်သိရမလားအဲ့လိုမျိုးအခြေအနေမှာရှောင်းတာနယ်ကိုပေါင်မုတ်စားလို့ဆိုထောင်ထဲမှာရှိတဲ့လူငယ်တွေကသူတို့ကြတော့ထောင်စာစားပြီးတော့မိသားစုတွေဝင်နေထောင်ဝင်စာလာတဲ့ခါကျရင်ပေါင်မုတ်မှာပြီးတော့ရှောင်းတာနယ်ကပေါင်မုတ်ပဲစားရှာတာဆိုပြီးတော့ပေါင်မုတ်မှာပြီးတော့ကျွေးရှာတယ်ရှောင်းတာနယ်ကဒီထောင်မြမထောင်ထဲမှာပဲကိုဗစ်ဘယ်နှခါလဲမသိဘူးကြာသွားသေးတယ်ကိုဗစ်ထိသွားသေးတယ်เนาะအဲ့တော့ကိုဗစ်ကာလမှာလူ6ယောက်ပဲတည်တဲ့မြမပြည်ဘသူတော်လို့လဲအမေနဲ့အမေရဲ့အစိုးရမှာရှိတဲ့ကျမ်းမာရေးဝန်ကြီးတို့เนาะအဲ့ဒီဆရာတွေအကုန်လုံးတော်လို့ပါကျေးဇူးဆိုတာရတယ်လို့တင်တတ်ရပါတယ်ငါမျိုးငါအိမ်ကလူမသေးလို့ဒီလူတွေကျေးဇူးတင်ကြမလို့ဆိုတဲ့အတွေးခေါ်အာယုံနေကျမတို့တွေအမြဲတမ်းထားခဲ့ပါကျမတို့လူမျိုးကကျေးဇူးကိုဈေးတဲ့စကားပြောသလိုပဲဟိုဈေးလာဝယ်တော့ thank you ဆိုပြောလိုက်ပြီးငါနဲ့သူတို့နဲ့နောင်တွေ့စရာမလိုဆိုတဲ့ customer service ကလူတွေမျိုးမဆက်ဆံပါနဲ့ရှင်တို့တိုင်းပြည်ပလက်လန်ထားတဲ့အကျိုးကျေးဇူးတွေမှာเนาะကျမတို့ရဲ့ pilot ဆရာတော်ရဲ့ကျေးဇူးရှင်ဆိုတဲ့เนาะခင်မွန်းကြီး10ပါးဆိုတဲ့အရာပါပါတယ်เนาะကျမတို့က customer service တွေမဟုတ်ပါဘူးကျေးဇူးကိုတကယ်တင်ပါကျမတို့မြန်မာလူမျိုးကိုဗစ်စထိတဲ့အချိန်မှာမြန်မာပြည်မှာအမေအစိုးရရှိတဲ့အတွက်မြန်မာပြည်မှာလူ6ယောက်ပဲတေးပါတယ်ယောဂတွေကြီးမားနေတဲ့လူတွေပေါ့เนาะ US မှာတနေ့ကိုလူထောင်နဲ့ချီသေးပါတယ်เนาะကျမအကိုအပါဝင်မှာတနေ့ကိုကျမတို့ New York တခုတည်းတင်တနေ့ကို900 600 1000ကျမတို့မှာသတင်းကြည့်တဲ့အခါမှာလူ100လောက်သေးတဲ့နေ့ဆိုဟင်းဆိုတက်ပြင်းချရတဲ့အခြေအနေတွေပါเนาะဒါဘလောက်အမေရိကန်တည်သွားလဲဆိုဒီဒေါ်နယ်ထရန့်လည်းတက်တယ်လဲဆိုတော့ကျမကိုဗစ်ကာဝယ်ဆေးသွားထိုးပါတယ်ကျမကိုဗစ် vaccine မထိုးတာတော်တော်ကြာသွားပြီရှင်เนาะအမေအစိုးရအကြောင်းမလို့ကျမတို့တိုင်းပြည်မှာလူ6ယောက်ပဲတေးပါတယ်ပထမအဆုံး wave မှာပါကျေးဇူးဆိုတာကြုံဖန်တင်တတ်ရပါတယ်ငါမထိဘူးငါတော့ဘာမှဂရုစိုက်စရာမလိုအဲ့ဒီချိန်ကလည်းကျေးဇူးလည်းမသိခဲ့ဘူးဆိုရင်တော့ကျမရှင်တို့တိုင်းပြည်ရဲ့အခြေအနေကိုယင်လေးပါတယ်เนาะလူကြီးတွေလူမိုက်သားတွေကြောင့်ကျမတို့အားလုံးရေစုံမျောပြစ်လို့မရတဲ့အခြေအနေပါเนาะကျမတို့တိုင်းပြည်ဟာစင်ကာပူ2ပြန်လောက်ကောင်းစားဖို့ဟိုvolume ကိုချက်လိုက်မခင်မိုးရဲ့အတန်တော်တော်ကျဲနေပြီငါနင့်ကိုဘန်းမှာနော်ပဆိုတဲ့မိန်းမလားယောက်ျားလားမသိဘူးမနေ့ကလည်းငါ့ကိုလာပြီးတော့ဒေါသဖြစ်အောင်လုပ်ပြီးပြီโอเคနင်တို့လိုဘာမှမသိရဲ့နာလဘိန်းလုံးနေနဲ့ငါရံဖြစ်ဖို့အစီအစဉ်မရှိဘူးနင့်ကိုဘန်းမှာလည်းတတ်တာပါနော်ငါကနင်ရှိမှငါ viewer တတ်တာမဟုတ်ဘူးငါလူမျိုးတွေကိုငါရသလောက်အကျိုးပြုနေတဲ့လူโอเคနင်ကငါရဲ့ live stream ကိုလာပြီးဖြတ်စည်းနေတဲ့မာနတ်ထဲကเนาะအယုတ်တမတယောက်โอเคကို့တိုင်းပြည်ကိုမကြေးကို့တိုင်းပြည်ကိုမတိုးတက်စေခြင်းတဲ့လူတွေနဲ့ငါစကားပြောလို့မရဘူးဆွေးနွေးလို့မရဘူးโอเคငါပြောတဲ့ထဲမှာတိုင်းပြည်အကျိုးရုပ်သွားတဲ့ကိစ္စတစ်စမ်းမှမပါဘူးเนาะငါပြောတဲ့ထဲမှာတိုင်းပြည်အကျိုးရုပ်သွားတယ်နင့်ကိုခိုးခိုင်းတာလည်းမပါဘူးနင့်ကိုမရိန်းကျင့်ခိုင်းတာလည်းမပါဘူးနင့်ကိုသူများအိမ်မှာတော့တွေ့ကြရကောက်နှိုက်ခိုင်းတဲ့တကလုံးတစ်ခိုးမှမပါခဲ့ဘူးโอเคနင်ငါ့ကိုလာကြည့်ပြီးတော့ငါရဲ့ live ကိုလာဖြတ်စီးနေโอเคနင့်ကိုဘန်းနေ bye bye မနေ့တည်းကငါနင့်နာမည်မှတ်မိတယ်โอเคနင်ငါလာရှုပ်နေဘန်းလိုက်ပြီပဆိုရမိန်းမကျေးဇူးဆိုတာဘာလဲဒီပါအမေစုလက်ထက်ကကျမဦးလေးတွေကျမဘာကြီးတွေကတင်မောသားတွေပါသူတို့ရဲ့တသက်လုံးမှာပင်စင်လာစာဆိုတာညှော်မှန်းစရာတော့မရှိဘူးကျမတို့ဘ
ဘာကြီးတွေတင်မောသွားတဲ့ခါမှာတင်မောသားယုံကိုကျမတို့ဘာကြီးတွေလည်းအခွန်ဆောင်ရပါတယ်ရှင်သူတို့ရဲ့ရှေ့ရေးကသူတို့သားသမီးကိုသူတို့စုလာတဲ့တင်မောလိုက်စင်ကစုလာတဲ့ငွေလေးတွေနဲ့ business တွေလှုပ်ထားရင်လှုပ်ထားမလှုပ်ထားရင်တင်မောသားဘဝပလုံမှာပဲတင်မောလည်းမလိုက်ရောပတ်စံမရှိတော့ဒါမဲ့အမေစုရဲ့အဲ့ဒီကိုဗစ်ချိန်ကာလမှာကျမဘာကြီးတွေတယောက်ကိုဘယ်နှတောင်းလဲမသိရတော့ပျော်လိုက်တာအဲ့ဒီဘာကြီးတွေနော်ကျမရဲ့ဘာကြီးတွေဒီကိုဗစ်ကာလမှာမဲသွားပေးထားတာရှင်ကျမဘာကြီးတွေ90ကျော်တွေ80ကျော်တွေနော်နောက်ရောက်လောက်ကဆုံးသွားပြီရှင်ဘန်းပြလိုက်ပြီတော်ရှည်တယ်ကျေးဇူးတရားဆိုတာဘာညာကွိကွာအောက်တန်းသားဗမာနာမည်တယ်ယောက်ျားလားမိန်းမလားမသိဘူးမိန်းမနာမည်နဲ့ဆိုပေမဲ့လည်းသူတို့ကအဲ့စိုက်ဝေါ်လုပ်တဲ့လူတွေကဟိုဟာတွေအထီးတွေလည်းရှိတယ်အခုကျမခုနလေးတင်ပြောသွားတဲ့စကားလုံးတစ်ခုအရေးကြီးတာပြောချင်ပါအမေတော်အောင်ဆန်းစုကြည်အိမ်ကအမြဲရောင်းပါတယ်နော်ရောင်းပါတယ်ဝယ်မဲ့လူလည်းမရှိပါဘူးဝယ်တဲ့လူလည်းကန်ထုတ်မှာပါပဲပြည်သူလက်ထဲရောက်လို့ကတော့ပြည်သူလက်ထဲအာဏာပြန်ရောက်လို့ကတော့အမေတော်အောင်ဆန်းစုကြည်အိမ်ထဲမှာဘယ်အကောင်မဲဝယ်တာအကုန်စောက်ကန်ထုတ်ပြင်မှာအဲ့ဒါရှင်းပဲဒါနင်တို့သိအောင်လဲပြောထားတာနင်တို့အစိမ့်နေလဲသိအောင်ပြောထားတာအမေတော်အောင်ဆန်းစုကြည်အိမ်ကိုဘယ်ကောင်ဝယ်တာငါတို့ရှင်းထုတ်ပြင်မှာဒါမဲ့အဲ့ဒီဟာမှာသွားပြီးတော့အကျော်အချင်းတွေရှေ့မနေပါနဲ့ဒါကျမတို့အာယုံတွေကိုအမေကိုကျမတို့ကချစ်တဲ့ခါကျတော့ကျမတို့အာယုံတွေကိုလာပြီးတော့အမြဲတမ်းကျမတို့စိတ်သက်ကြသွားအောင်စိတ်သက်စုပ်ပြတ်သွားအောင်ဒေါသတွေနဲ့အောင်ဆန်းကိုဝိုင်းဆဲအောင်ကြံစီလောက်ကြံမှုเนาะဒါစိုက်ဝေါ်အဲ့ဒါကြောင့်မို့ကျမတို့ကသူတို့ကစားတဲ့တဲကိုပမသွားနဲ့မခင်မိုးကဘယ်နေရာမှာမခင်မိုးကပြည်သူတွေကိုအကျိုးပြုနေရလဲဆိုအဲ့ဒီရောင်ဝါးဝါးတွေပေဆောင်းနေတဲ့ကိုမသွားနဲ့ကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့အတွေးခေါ်တွေနှိမ်ပါသွားမယ်နှိမ်ပြီးတော့ညံ့ပြင်းစုပ်ပြတ်သွားမယ်โอเคဟိုတနေ့ကလည်းကျမရဲ့ဘားကြရစားနေရတာပါဆိုပြီးတော့ရွှေပကံပြားအကောင်စားနဲ့ထမင်းနဲ့ကျမဒီနေ့ကျမသားတယောက်ကအမေမာကြီးတဲ့ဒီမှာကျွန်တော်တို့တကယ်စားနေရတဲ့ပုံနဲ့အဲ့ပုံပြန်တင်လိုက်တယ်နော်ဖတ်တောင်မဟုတ်ဘူးတာလဘတ်လေးခင်းပြီးတော့နော်တာလဘတ်ကိုဆေးပြီးတော့တာလဘတ်လေးခင်းပြီးတော့ထမင်းပုံကြီးကိုညီကိုတွေလက်တွေဒီလိုမျိုးတယောက်ဒီလိုတာလဘတ်လိုမျိုးဥစ္စာပေါ်မှာထမင်းနဲ့ဟင်းနဲ့ပုံပြီးတယောက်တစ်လုံးဒီလိုနှိုက်စားနော်ကောင်းတာတော့သူတို့ညီကိုတွေအဲ့လိုမျိုးစားရတဲ့ခါကျတော့ဒီတဲမှာအကြီးအငယ်အသေးမရှိတော့ဘူးသူတို့ရဲ့ဒီစိတ်ဓာတ်ကလေးတွေအရမ်းမိုက်သွားတယ်အရင်တော့ကျမတို့ဒါရက်ွက်ထဲမှာဆိုရင်လက်ဖက်ဆိုင်ထိုင်ပြီးတော့လက်ဖက်ရရှင်းလာလောက်ပဲကျမတို့ရဲ့ကာချာမှာရှိတာအခုကတော့ဒီ9000မှာရလိုက်တဲ့အကျိုးမြတ်ကတော့ဟိုလက်စားချစားနေတဲ့အန်ယူဂျီ135ပါမပါပေါ့နော်ဒီလူငယ်လေးတွေကျမတို့ထဲမှာဘာရသွားလဲဆိုတော့သူတို့ရဲ့အဲ့ထဲမှာခေါင်းဆောင်လုံးနေတဲ့အကိုကြီးတွေကလည်းသူတို့ပေါ်ဖဲတယ်ဒီကလေးတွေကလည်းအဲ့အကိုတွေကငါတို့နဲ့အတူတူနော်အသက်ကြီးပေမဲ့ငါတို့နဲ့အတူတူဒီအကိုတွေကလက်ရည်တပြင်းကြီးစားတယ်ဆိုပြီးတော့အဲ့ဒီဥစ္စာလေးကကျမတို့စီမှာရလိုက်တဲ့အမြတ်ကျမတို့ဒီပွဲမှာရလိုက်တဲ့အမြတ်ကကျမတို့ AA တို့ရော KIA တို့ရော KNU KBD ရဲ့ကယ်ရီနီမှာရှိတဲ့ဒီမီကိုတွေကအစားကျမသားဆိုရင်ဒါတရားဟောဆရာကျမဘယ်လောက်ထိအကျိုးဖြစ်လဲဆိုတာပြောပြမယ်တချင်ဘုံတို့လိုမျိုးပဲကျမရဲ့သားလေးတယောက်ကတရားဟောဆရာလေးသူတို့ငယ်ငယ်တုန်းကသူတို့မြင်ခဲ့သိခဲ့တဲ့အကျွေးခေါ်ရန်ကုန်သူရန်ကုန်သားတွေဗမာတွေကဒီဗမာတက်လို့ပဲသူတို့ပေါ်ရုပ်ပါပတ်ဆက်တယ်လို့တွေးခေါ်တယ်မဲ့ဒီပွဲမှာကျမတို့ရလိုက်တဲ့အမြတ်ကအဲ့ဒီကလေးကတရားဟောဆရာဖြစ်တဲ့အတွက် तू ကမမီတို့လိုလူမျိုးတွေမမီဆိုရန်ကုန်သူပေါ့နော်မမီတို့လိုလူမျိုးတွေကကျွန်တော်တို့ကိုလာပြီးတော့ဒီလိုမျိုးစောင့်ရှောက်တယ်ဒီလိုမျိုးအားပေးတယ် support လုပ်တယ်ဆိုတော့သူတို့တော်တော်လေးကိုအံ့ဩမိတယ်ပထမအဦးဆုံးအနေနဲ့ तू ပြောတာမမီတဲ့ကျွန်တော်အံ့ဩတယ်တဲ့ဒါပေမဲ့အရန်လဲပျော်တာပဲတဲ့ဒီလူတွေကဒီလိုမျိုးမဟုတ်ဘူးတဲ့ဆိုပြီးတော့တရားဟောဆရာတယောက်တည်သွားတာအကြောင်းဆရာတယောက်တည်သွားသလိုပဲတရားဟောဆရာဆိုတာသူတို့ကလူမှုရေးရရောဘာသာရေးရရောအဲ့ဒီဆရာလေးရဲ့စကလုံးတိုင်းအရေးထားပြီးတော့ဖះနဲ့နီးစပ်နေတော့သူဆိုပြီးတော့ဒီကလေးရဲ့စကလုံးတိုင်းကိုတန်ဖိုးထားတယ်သူတို့တိုင်းရင်းသားလေးတွေကအဲ့တော့ဒီကလေးကနေပြီးတော့ကျမတို့တိုင်းရင်းသားတွေနဲ့ကျမတို့နဲ့တရားတယ်စစ်အာဏာရှင်ရုံမှာပတ်ဆက်တာကိုခံနေရတာဟိုဘက်ကတော့ဘုံနဲ့လှုပ်တယ်ဒီဘက်ကတော့မရင်းကျင်တယ်ဒီ
ဒီအညာသားတွေရောရန်ကုန်တို့ဘာလို့နေတယ်ဆိုပေမဲ့လည်းပညာတေချာလည်းမတင်ခဲ့ဘူးငါတို့ဤပဲခံနေရတာမဟုတ်ဘူးဆိုတော့ဇူကာဘတ်ကျေးဇူးရောဒီ Google ကျေးဇူးရောရှိသမျှလူတွေကိုကျေးဇူးတင်တတ်ရမှာပဲကျမတို့အကုန်တင်တာပဲเนาะဘုရားသခင်ကကျမတို့ကိုအဲ့ဒီလူတွေအားလုံးကိုစုစည်းပေးလိုက်တဲ့ကဲ့သို့ပဲကျမGodကကျမတို့ကိုဟိုကောင်းသောလူများအတွက်ဝိညာဉ်ကောင်းစားထည့်ပေးလိုက်တယ်လို့ပဲကျမသဘောထားတယ်โอเคအဲ့ဒီမှာကျမဒီသားကဘလို့ပြောလဲမမီတို့လှုပ်တာမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်တို့တိုင်းရင်းသားတွေကိုလှုပ်တာဒီစစ်အာဏာရှင်လူတစုလူယုံမှာတအုပ်ကပဲလှုပ်တာဆိုပြီးတော့အဲ့ဒါဟာကျမတို့ဒေါ်လာရေးမှာရလိုက်တဲ့အမြတ်ပါအေးဆိုလဲကျမတို့ဗမာတွေကသူတို့ဘောရုပ်မှာပတ်ဆက်တယ်လို့သူတို့တွေးလာတာတကယ်လဲထင်တာသူတို့ကအဲ့ဒါကြောင့်မို့ဒီစစ်အာဏာရှင်ကပြောတဲ့အတိုင်းရခိုင်ဟာမွေပွေးနဲ့ရခိုင်ဘာညာကွိကွဆိုတဲ့အတွေးကောအညံ့စားတွေကိုကျမတို့ဒေါ်လာရေးမှာထားခဲ့ကြပါနော်ကျမတို့ဒီတော်လန်ရေးမှာစစ်အာဏာရှင်ကိုတော်လန်ရေးနဲ့စစ်အာဏာရှင်အကျင့်အကြံတွေငါတို့မရှိစေရဘူးဆိုတဲ့စိတ်နဲ့ပဲတိုက်ကြပါကျမတို့ကိုတိုင်းရင်းသားတွေယုံကြည်သွားတာဟာတော်လန်ရေးရဲ့အနှစ်သာရအားရမင်္ဂလာပါကျမတို့တိုင်းရင်းသားတွေကယုံကြည်သွားတာကျမတို့မြို့သူမြို့သားတွေကိုယုံကြည်သွားတဲ့အနှစ်သာရတော်လန်ရေးမှာရလိုက်တဲ့အမြတ်အရင်တော့ဆိုအမေခိကဆိုဒီ NLD တွေစောက်ယူထားလို့ဖောင်းချိုကိစ္စတို့ပါသိရမလားကရင်နီပြည်နယ်မှာကရင်နီမှာလည်းသူ့ဟီးရိုးဆိုတာရှိမှာပဲအတင်းဓမ္မကြီးတွေတခါတည်းဟိုဖောင်းချိုကကျောင်းဆရာရှင်လူကောင်းပါနော်ပညာရေးမှုပါနော်အတင်းဓမ္မတွေ NLD ထဲမှာအဲ့လိုမျိုးဟိုအတင်းအကျက်တွေဟိုဗိုလ်ချုပ်ကြေးရုပ်လုပ်တဲ့ကိစ္စမျိုးပေါ့နော်ဒါမျိုးကသူ့နေရာမှာအဆင်ပြေမပြေမသိဘူးအတင်းဗမာကျင်တာသိရမလားအရင်အတင်းဗမာကြီးစိုးရေးလှုပ်ချင်တာဗမာလူမျိုးအများဆုံးဖြစ်ရတာနဲ့အဲ့လိုအတင်းဓမ္မတွေမလုပ်အောင်အတင်းဓမ္မလုပ်တာနဲ့အာနာယူလို့ပဲအာနာယူတယ်လို့ခေါ်တယ်အဲ့ဒါ NLD ရဲ့မှားယွင်းတဲ့အချက်ပဲအဲ့တော့ကရင်နီပြည်နယ်မှာဒီဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကရင်နီတိုင်းရင်းသားတွေမကျေနပ်ဘူးနော်အဲ့ဒါကိုတဇွားနဲ့အဲ့အပြစ်ကိုပြောရမှာမဟုတ်ဘူးရှင်ဒီဘက်ကတော်လန်ပြည်သူတွေလည်းသိတာမှာအနီကိုဆွဲချခြင်းနဲ့အတင်းမဲ့အဲ့ခေတ်ကဖြစ်ခဲ့တဲ့ဒီကိစ္စကိုပဲအနာတဇွားနဲ့မလုပ်ရဘူးကျမတို့အဲ့အပြစ်ကိုကြည့်ပြီးတော့အဲ့လိုမျိုးအမှားမျိုးထပ်မမှားရဘူးကျမတို့အယုံကြည်မလွယ်ရဘူး social media ခေတ်မှာနားတွေဖွင့်ထားရင်ရရသားနဲ့ NUG နဲ့မှမပေါင်းရင်ဘယ်သူနဲ့မှမပေါင်းရင်ဘလို့တွေဖြစ်ကုန်တော့မယ်ဆိုပြီးတော့ဗုဒ္ဓဂုဏအနန္တော်တွေလောက်တာတွေမလုံနဲ့ကိုသူ့ဘာသာသူယုံကြည်မှုရှိတယ်သူ့ဘာသာသူ့ရဲ့ဥဆောင်နေတဲ့တက်ဦးစီးတက်ချုပ်သူကနေပြီးတော့ဉာဏ်ရှိရင်ရှိတယ်လို့မျိုးဒီလိုကိစ္စတွေမှာအဲ့တော့ဒီလိုမျိုးအတွေးခေါ်တွေဆိုတာကဟိုဉာဏ်ရှိရင်ရှိသလောက်ခေါင်းဆောင်ကဉာဏ်ရှိရင်ရှိသလောက်လူငယ်တွေကိုပြောဆိုဆုံးမသွားမှာခေါင်းဆောင်ကဟဲ့ဝမဲပေါ်လာပြီးဟဲ့အဲ့ကောင်မကိုဖြုတ်ချဆိုပြီးတော့ဒီလိုမျိုးတင်းကွဲတာနဲ့ငါတို့ဘေဘီဆိုရတယ်ဟိုagainst ရှိတာတော့ကောင်းတာပေါ့ကျမလည်း9ကျော်တို့မြင်းကိုနိုင်တို့ပြောသလိုပဲ against ရှိတယ်ဆိုတာအတိုက်ခံပါတီရှိတယ်ဆိုတာကောင်းတယ်ဒါပေမဲ့ပိုတိုးတက်ဖို့ကျမဆိုရင်ကျမရဲ့အတိုက်ခံပါတီဖြစ်တဲ့ဒီတခိုးခိုင်းကိုကျမမရှိဟိုအနိုင်တိုက်ဖို့ကကျမပိုရိုးသားပြရတယ်ပိုပြီးတော့စူးစမ်းပြရတယ်နင်တို့စောက်လို့မလို့ပဲခိုးစားတာငါတိတ်ခါရှိတယ်ငါအလုတ်လုတ်တယ်ဆိုဒီအလုတ်ကိုကျမအပြင်းမဖတ်ရဘူးနော်ကို quality control လုပ်ရတယ်ဘာလဲဆိုတော့သူ့ကို point လုပ်တော့မယ်သူ့ကိုကျမလက်ညှိုးထိုးပြီးပြောတော့မယ်ဆိုရင်ကိုအရေးချင်းပြည့်မိတဲ့လူဖြစ်အောင်ပိုစူးစမ်းရတယ်အလုတ်မပြုတ်ရေးဒိုးအေးပေါ့ကျမအလုတ်3 4 5လုတ်လုပ်တယ်အခုဆိုကျမ2လုတ်ပဲလုပ်တော့တယ်နော်ကျမကျမကြီးကိုထိန်းလိုက်တဲ့အတွက်ငါရှေ့ငါဒီဆက်ရန်တရားကြီးဆက် run အောင်မယ်ဆိုပြီးတော့အဲ့တော့ဟိုဘက်အဖွဲ့ကိုကျမတခိုးလို့ပြောတော့မယ်ဆိုရင်ကိုကမခိုးမှဘာမှမခိုးအောင်သူများကိုပြောတော့မယ်ဆိုကိုကအဲ့အပြစ်တွေကိုမှမရှိအောင်ပို့ကြိုးစားရတယ်ဒါကျမအရေးချင်းအရေးအသွေးတိုက်နေတာကိုလည်းပြန်တိုက်ရတယ်ဘာလို့လဲဆိုတော့ငါသူများကိုဒီလိုလက်ညှိုးညောင်းထိုးပြီးငါလက်ဆောင်ပမာလာပေးတယ်ငါ့ကိုပတ်စံနေပါလေလာပေးရင်ငါယူတင်လားမယူတင်လားဒေါ်လာ150 5ကျပ်30တောင်မှမယူရအောင်သူတို့မသိလောက်ဘူးဆိုဘာမှမယူရအောင်အဲ့ဒါသူများကသာပြောပြီးကိုအရေးချင်းမရှိတဲ့လူတွေကိုအရေးသွေးတက်အောင်လုပ်တယ်သူများကို point လုပ်ပြီးခိုးရတာโอเค
အဲ့တော့ဒါဒီမှာလာပြောတယ်တပုံဆိုပြီးတော့ကိုတိမ်ငယ်ခဲ့တာအခုပြည်သူတွေကကျွန်တော်တို့တပုံလို့မထင်ဘူးဒါဟာမကောင်းတဲ့အစိုးရကိုတိုက်နေတာနင်တို့တော့ BGF တွေပါသွားရင်တော့ဒါသားတို့သဘောပဲကာတာကြားဖြန့်လို့နော်ကြားဖြန့်တစ်နှစ်ကိုဗာလဲတစ်လကို340ပဲရပါတယ်စောချစ်သူကမင်းမအလာနဲ့ညီကိုတော်တယ်သူတို့ညကနော်စောချစ်သူကကမ္ဘာနိုင်ငံအသီးသီးကပြည်သူတွေသိအောင်ပြောရရင်ဒီရွှေကုတ်ကိုကစောချစ်သူကလည်းကျမတို့တိုင်းပြည်မှာဘီလီယံနာတယောက်ပါပဲနော်အဲ့တော့ဒီလိုမျိုးမူရစ်ကြားစားတွေဒီလိုမျိုးလက်နက်ကင်အကြမ်းဖက်တွေကိုကြတော့ဒီအပေါ်ကငှက်ကချီးမပါပဲနဲ့နော်အပေါ်ကငှက်ကချီးမပါပဲဒီတွေကနိုင်ငံသားတွေကိုထိမှဆိုတဲ့ excuse တွေစင်ကြေစင်လက်စင်နရွက်တွေလာမလုံးနဲ့နင်တို့ဘဲလျန်းဖွင့်ပေးထားလို့နင်တို့တိုင်းပြည်ထဲမှာငါကလားနဲ့တရုတ်ပဲရှိရင်လူကြားကောင်းသေးတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့တိုင်းပြည်ကက်ရက်ကအိန္ဒိယနဲ့တရုတ်နိုင်ငံဖြစ်နေတဲ့အတွက်ဒီရွှေကုတ်ကိုထဲမှာရှိတာတရုတ်နဲ့ပါကစ္စတန်ရှိမယ်ဘင်္ဂလားဒေ့ရှ်ရှိမယ် it's okay ဒါပေမဲ့အဲ့ထဲမှာ chocolate people တွေပါတွေ့တဲ့အတွက်ဒီ chocolate တွေဟာအာဖရိကကနေပြီးတော့ဘလို့လို့ဒီထဲကိုရောက်နေအဲ့တော့အာဖရိကကိုကြားဖြန့်နေတာပေါ့ရှင်တို့မင်းသားချောလေးအမြင်ရှင်တို့လမ်းတယ်မလားယောက်ျားလေးတွေဘက်မှာလဲနိုဒီတွေပြပြီးတော့ရှင်တို့ပတ်စံဘတ်နေတဲ့အုပ်စုအဲ့ဒါနော်တယောက်ကို65သိန်းဆိုနင်းနော်ပတ်စံမဟုတ်ဘူးကျမနဲ့တီးတဲ့အမနှစ်ယောက်ကိုတော့မှအင်္ဂလိပ်လိုလာပြောသေးကိုရုပ်ကလေးကိုကြည့်ကြနိုင်ငံသားမြင်နိုင်ငါတော့ဒီနိုင်ငံသားကြိုက်ပြီဟဲ့ဆိုငါဆိုရင်မင်းသားတွေရောပါတယ်ရောခင်မိုးဘာဖြစ်တယ်ညာဖြစ်တယ် sweet heart ပဲလာလို့မตายရဘူးဒါကြားဖြန့်နော်တိတာဘောကငါဘေးနားမှာငါကြိုက်တဲ့ဒီ personal ကြိုက်တဲ့လူတွေတပုံကြီးရှိတာပေါ့ဒီတိုင်းဒီတင်းအဖြူတွေအမဲတွေရှိတဲ့ဟာကိုဒီထဲမှာရှိပြီးတော့ရုပ်ကလေးတက်တဲ့ကောင်ကငါလာပြီးတော့ hi honey you are beautiful ဆိုမตายရနဲ့ဒါကြားဖြန့်မယ်နော်ငါအခုမှကြားဖြန့်ဆိုတဲ့စကားလုံးကိုငါအခုမှသိရဒါ scam လို့ခေါ်တာမာကြီးတို့ကတော့လူလိမ်ဂိုင်းပေါ့နော်မာကြီးတို့ဒီရသိတဲ့ဟာမာကြီးကပမာပြည်နဲ့လည်းမမိဘူးနော်ခင်းနဲ့ဟနေတဲ့လူပါရိုးသားစွာဝန်ခံပါတယ်မာကြီးကခင်းနဲ့ဟနေတာပါမြန်မာပြည်က slang တွေလည်းမသိဘူး American slang တွေလည်းမသိဘူးအလုံးနဲ့နေတော့ကြံတဲ့ဟာတွေမသိတာပါနော်မင်္ဂလာပါမာကြီးစောတယ်နော်တဲ့ဟဲ့ဗဒတ်ခေါ်တဲ့ဟာငါနင့်ကိုဘမ်းမှာငါမှလာပြီးတော့ဗဒတ်တွေဗဒွတ်တွေလာမပြောနဲ့ဘသူလဲဗဒတ်ပြောတယ်ပိုးလေးတဲ့နည်းနည်းကြံတော့တယ်ဟဲ့နင့်အဖရင်ဝင်မှာသွားပြောအဲ့ဒီဗဒတ်ဆိုတဲ့စကားလုံးကိုရန်ကုန်မြို့လေကောင်မှာပဲငါတို့ကလေးတွေလိုမျိုးပဲဆန္ဒပြကြည့်ပါလားဗဒတ်များအလိုမရှိဆိုပြီးဆန္ဒပြကြည့်ကောင်မပိုးလေးဆိုတဲ့ကောင်မဟဲ့ရန်ကုန်မြို့လေကောင်မှာငါကလေးတွေလိုပဲဆန္ဒပြကြည့်ပါလားနေရုပ်ကလေးနဲ့တတိချင်းရှင်းတာပေါ့ဗဒတ်နည်းနည်းပဲကြံတော့တယ်ဆိုရင်နင်းနေတဲ့မျိုးနဲ့နင်းနေတဲ့ရက်ရွာမှာဗဒတ်များအလိုမရှိဆိုပြီးစောက်ခွက်လေးနဲ့ငါလိုမျိုးမျက်ခွက်ကြီးနဲ့နင်းသွားပြီးတော့အော်ကြည့်နော်ဗဒတ်နည်းနည်းပဲကြံတော့တယ်အဲ့ဒီနည်းနည်းဟိုတော့မှကြောက်လို့ပြည်သူကလေးတွေကိုစစ်တဲကိုအတင်းတမထဲ့သွင်းလိုက်တာနင်းဘမအေလို့โอเคကောင်မငါနင်းနဲ့တွေ့ရင်တော့ငါနင်တို့အစိမ့်နဲ့တွေ့ငါဆဲမှာစောက်ကမ်းမတွေနင်တို့ကကမ်းနေတာချီးစားပြီးတော့ကမ်းနေတာဘာဗဒတ်လဲနင်သွားလို့သွားနင်မျိုးနယ်မှာနင်သွားရေးဗဒတ်အလိုမရှိဆိုပြီးနင်နေတဲ့ရက်ကွက်ထဲမှာပဲနင်ဆန္ဒပြလို့ရတယ်ဗဒတ်အလိုမရှိဆိုပြီးဆန္ဒပြလို့ရတယ်နင်သွားပြကြသွားပြကြဖားပြီးတော့သွားပြနင်တို့စောက်ခွက်လေးနည်းနည်းပြ TikTok လောက်တော့သွားပြကြည့်မဟုတ်ပါဘူးနည်းနည်းပါထည့်ပြောရတာဒါ example ပြောတာနော်အမေကဂုံလဲယူတယ် example လဲပြောတယ်တားရဲ့ဂုံပုတ်တွေကိုပြောတာကြီးပဲတော့မဟုတ်ဘူးဒါမဲ့နည်းနည်းတော့ပြောပြရတယ် okay အဲ့ငါရဲ့ဗဒတ်ကောင်းဆောင် okay ဗဒတ်ဒီခေါ်တဲ့ဗဒတ် stupid shit စောက်ယူမနင်တို့လိုမိန်းမတွေမိခင်ဖြစ်ရင်တားသမီးကိုရောင်းစားမဲ့ကောင်မအကောင့်ပေးတယ်အေးငါသားအကောင့်ပေးလို့မရဘူးသူတို့က
ဒီ YouTube ကကြာတာရဲ့ဒီ Facebook လိုမျိုးမဟုတ်ဘူး YouTube ကကြာသူတို့က email နဲ့ဖွင့်လာတာဆိုတော့သူတို့နာမည်တွေကစစ်အစ်စ်ချင်မှာစစ်ဗဒက်ကလိမ့်စာပေးတယ်နင်းကိုမှတ်တာငါအဲ့လိုမျိုးမခိုင်းလို့ငါကလေးတွေကမှ ready ပဲနော်နင်းမျက်နာနဲ့နင်းမျိုးနယ်မှာနင်းမျက်နာနဲ့နင်းမျိုးနယ်မှာနင်းစိုင်းမုတ်တက်ပြီးတော့ဗဒက်အလိုမရှိဆိုရေးကြည့်စမ်းကောင်းမငါနင်းနေအတန်းတိုးတယ်ဘယ်လိုလုပ်တိုးတာတော့အကျယ်ကြီးမဟုတ်လားမိုင်းအပေါက်တွေပိတ်ထားလားမသိမိုင်းကအော်အေးမိုက်ခရိုဖုန်းပိတ်ထားတယ်မိုက်ခရိုဖုန်းအပေါက်ကောင်းမကြီးငါများဗဒက်ပါဖြစ်တယ်ငါသားတွေများဗဒက်ဟဲ့ဗဒက်ငါ့ကိုထုတယ်တော့ငါ့ကိုထုတယ်ဗဒက်ဆိုလို့နင်တို့ကပါတယ်တိလားစစ်ခွေးတော်မုံတို့ကစစ်ခွေးချီးတဲ့ကလောက်တယ်စစ်ကြုံမတယ်စောက်ကောက်မလာကြည့်ကြတိလားအများကြီးပဲစစ်ခွေးတွေအများကြီးလာကြည့်နို့ဘာလေမဒူတာဒေလိုမျိုးလေတိလားဒူတာဒေလိုမျိုး ICC ကလည်းဖမ်းဝရမ်းပေးလိုက်ပြီနော်ဒူတာဒေကဖမ်းတဲ့လူကစိုးဝင်းလိုမျိုးလူကဖမ်းသွားလို့ငါ့ကိုထုတယ်ဒီဘက်မှာခွေးသမီးတွေထုတယ်အမကြီးတို့ထုတယ် YouTube မှာဗဒက်မငါနင့်ကိုဗမ်းပြီနင့်ကိုမဗမ်းမဲ့ထားရင်ငါ့ကိုထုတယ်အဲ့ကောင်မဗမ်းမှဖြစ်မယ်သိလားသူတို့ကမကြီးကို report ထုဒူသွေးလဲမုတ်ဒူသားလဲမုတ်ဒူမျိုးလဲမဟုတ်ပေညီရင်ကိုရင်ပြည်သူတွေစကားကိုငါ့ကိုထုတယ်ငါပြန်ထုမယ်နင့်ကိုကြောက်တယ်တွေ့လားဒါငါ line ပေါ်မှာပဲရှိတယ်ငါမြေကြီးမှာဆိုနင်တို့ဗျမ်းကြေသွားပြီနင်တို့ငါဘူရိုဇာနဲ့ဟိုဥစ္စာနဲ့လှုပ်ထွက်လိုက်ကောင်မကြီးဗန်းလိုက်ပါပြီကောင်မကြီးအဲ့ကောင်မထုနေတော့မခင်မိုးကြီးဒီမှာဟိုဟာဖြစ်သွားတယ် live ကလေရက်သွားတယ်အလုံးတင်းဖြစ်ပြီးတော့အစိမ်းရောင်လေးကအမှန်တိုင်းဆိုလှတယ်โอเคမကြီးမြေကြီးလေးကစိမ်းနေနင်တို့ခုတ်ထွတ်လိုက်လို့ငါတို့မြေကြီးကပူအိုက်ဆက်ပြီးတော့ခါတယ်နော်အပင်စိုက်ကြပါဆိုဂျန်လီမတွေကတယောက်မှထားမဆိုင်ဘူးတရက်ပင်လေးတစ်တောင်လောက်တောင်မဆိုင်ဘူးထုတယ်ထုတယ်အများကြီးပဲထုကြပါငါနောက်တစ်ခေါက်ပြန်ဖွင့်လို့ရတယ်โอเคမှတ်တာလူမသေးမချင်းငါ့ကိုလှုပ်တယ်မိုင်းလည်းတနေ့နေ့ရမ်းဖြစ်နေမိုင်းကအစိမ့်နေလာလို့မိုင်းကတအားပြောတာသိလားမိုင်းတို့ဒီတော်လိုင်းတမားတွေလာပြောရင်မိုင်းတအားမုန်းတာစိတ်တူအစိမ့်တွေလာလှုပ်လို့ရမိုင်းတအားပြောတာတို့ဘာလေ ICC ရုံးကလေဒူတာတေလိုမျိုးပဲလေသိလားတို့ဘာကိုဖမ်းဝရမ်းထုတ်လိုက်ပြီတို့ဘာအခုသွားတာလေလေရင်က direct သွားတာ direct flight ဒါ transit ပိုင်းငါတို့လိုမျိုးလေဟိုတွေ့ကြရတိုင်းပြီးဝင်ပြီးတော့ shopping ထွက်လို့မရအောင်တို့ဘာတန်းပြီးတော့သွားတွန်းပြီးတော့ပြန်လာတယ် okay သူ့လေရင် pilot နဲ့သူနဲ့စီအပြည့်နဲ့ပြန်လာတာ okay ငါတို့တိုင်းပြည်လဲကန်ဆိုးနေလို့အဲ့ဒီလိုမတူတော့လူယုံမှာအကြီးစားငါတို့အရှင်လက်လက်ငရဲကန်းပို့နေသူကြတော့မသိဘူးသူတို့ကမသိဘူးနင်တို့အဲ့မှတ်တာကဘာကြီးကဆေးနေတာကဘာကြီးကဆေးနေတဲ့ခါကျတော့ကိုရဲဟယ်လို你好ငါရဲ့ဒီကဘယ်လိုဖြစ်သွားလဲငါ့ကိုပဒတ်မတွေငါ့ကိုပဒတ်ဆိုပြီးတော့ငါ့ကိုဝိုင်းထူကြတယ်မခင်မိုးရဲ့ YouTube live ကြီးရတယ်ရက်သွားမနေ့ကပွဲမှာမာကြီးတို့မိသားစုအမကြီးအမတော့ပို့လှူမှာပေါ့နော်ဒေါ်လာ1000လောက်တောင်လှူမလားမသိအဲ့တော့9000နဲ့2000မာကြီးတို့တွေအမေရဲ့မွေးနေ့အတွက်
အမေရဲ့အမွေးနေ့အတွက်အဲ့ဒါတွေက line ပေါ်မှာပါတားရ line ထစ်တာထုလို့လေအဲ့မှာသူတော်မဟုတ်သူရုပ်တွေကြင်ကြံပြီးတော့မိဝဲပြီးတော့ငါတရဇက်ရက်ဆက်တယ်သူတော်မဟုတ်သူရုပ်တွေမခင်မိုးရဲ့ YouTube ကိုထုတာနော်ဒီအနီတွေထုရင်တော့မိုင်းစိတ်မကောင်းဘူးလားအစိမ့်နေဆိုတာဒါသူတို့အဘအောင်မိုင်းရဲ့အသေးဆွဲတာမှတ်ထား line ပေါ်မှာဆဲတဲ့မိန်းမဘယ်နှယောက်ရှိလဲငါမှာ Gmail အကောင့်၄ခုရှိတယ်သိလားအစိမ့်နေငါမှာ Gmail အကောင့်၄ခုရှိတယ်ငါ YouTube အကောင့်ကငါသားလုပ်ပေးတာလွယ်လွယ်လေးငါ YouTube အကောင့်ထပ်ဖွင့်လို့ရတယ်သိလားငါ့ကို line ကိုတခါတည်းထစ်ကုန်တို့သွေးလဲမုံတို့သားလဲမုံတို့မျိုးလဲမုံပိတ်လိုက်ပြီမရဲ့ YouTube ကပတ်စံအများကြီးရတယ်အခုတော့မှကိုယ့်ရဲ့လူတွေလည်းပြောကျင်တာတလားမခင်မိုးပြောတာတွေမှာတစ်ခုအဆင်ပြေမယ်ဆိုရင် like and subscribe လေးလုပ်ပေးပါလို့ Facebook မဟုတ်ဘူး YouTube ကမခင်မိုး YouTube မှာပတ်စံဝင်နေပြီမခင်မိုး YouTube မှာပတ်စံဝင်နေပြီအဲ့ဒါ like and subscribe လေးတွေလုပ်ပေးပါလို့เนาะမခင်မိုးအဲ့လိုမျိုးစစ်စိမ့်နေရလာထုတဲ့ခါကျရင်အကောင့်ဖြစ်သွားမယ်အကောင့်ဖြစ်သွားတာကိုနှမျောလို့မခင်မိုးကဖြစ်ပြက်သိတယ်အကောင့်ဖြစ်တာကိုနှမျောလို့မဟုတ်ဘူးဖြစ်ဥစားဒီကလေးတွေကိုပတ်ဆိုင်မရတော့မှဆိုလို့သူတို့လာဖြတ်ရင်တော်လေးကိုထုထားတယ်အဝိုင်းလေစိုးတာလေဘာစိုးတာလဲတဲ့လားဒီဗမာပြည်ကဒီဥစ္စာတွေကကိုဝင့်မှာပဲငါဒီအောင်တိတ်ကြိုက်တာငါလူတွေသာမကြိုက်တာဒီဟာကြီးကန်းစိမ့်သားရဲ့ចောင်းစိမ့်မဟုတ်သူတို့ကចောင်းစိမ့်တို့သွေးလဲမဟုတ်တို့သားလဲငါ့ကိုထုတာငါပြန်တက်လို့မရတော့နေရမိုင်းခင်မိုးအမဒေါ်လာ1000မိုင်းခင်မိုးကဒေါ်လာ100မိုင်းခင်မိုးအမအရင်တော့အန်ယူဂျီကိုလှူနေတော့မိုင်းခင်မိုးရသလောက်ဆွဲကြည့်သေးတယ်ရသလောက်သူ့ကိုထိန်းကြည့်သေးတယ်ဘာဖြစ်လို့ဆက်ပြီးတော့သူ့ကိုမပြောတော့လဲဆိုတော့ तू ကအဲ့လောက်လှူလို့ तू ကမွဲမသွားဘူးเนาะ तू ကမိုင်းတက်ဘဝအတွေ့အကြုံကနည်းနည်းနဲတော့ तू ကလူကဲခတ်တာနည်းနည်းနောက်ကျအဲ့ဒါကြောင့်မို့ तू ကိုငါမှတော့ဒီလောက်လှူယုံနဲ့တော့မွဲမသွားပါဘူးဆိုပြီးတော့ထိုင်ကြည့်နေလိုက်တော်တော်လေးတီးတဲ့အခါကျတော့တော်တော်လေးပါသွားဒါပေမဲ့သူတို့ကလူနဲ့ချမ်းသာတွေသူတို့က
သူတို့မှားခဲ့တယ်တို့သူတို့လိန်ခံရတယ်တို့ပါဆိုသူတို့ကမပြောချင်ဘူးသိရမလားသူတို့မပြောချင်တာထက်မိုင်းစိတ်ပူတာပါလဲဆိုတော့သူတို့နောက်ကနေပြီးတော့သူတို့ယုံလို့သူတို့နောက်ကနေပြီးတော့လှူတဲ့လူတွေပေါ့နော်အဲ့လူတွေကိုအဲ့လူတွေကသူတို့ကြောင့်အဲ့လူတွေကအများကြီးလှူပစ်သွားတဲ့ခါကျတော့ဖြစ်တာပေါ့ပတ်စံပို့ပြီးတော့အများကြီးသူတို့စီကိုရောက်သွားတဲ့သဘောပေါ့နော်အခုဒီ US8 ကနေပြီးတော့ရတဲ့ဥစ္စာအခုမပေးတော့မှပဲအတန်တွေထွက်တာအဲ့တော့သူတို့မရတော့တဲ့အချိန်ကြတော့မှပဲဒီကိုပတ်စံဒေါ်လာတန်း200ပေးနေဆိုတာအခုမှမကြားဘူးလားမရတဲ့ခါကျတော့မှကြားရတာရနေတော့ကကျတော့သူတို့အဲ့အတန်တွေမထွက်လာနော်မနေ့ကဒီလူခွင့်ရင်းနဲ့ကလေးများဘာညာခွိကဝင်ကြီးဆိုတာမာကြီးခုမှပဲမြင်ဘူးတာတွေ့ဘူးသလိုပဲဒါပေမဲ့အဲ့လောက်ကြီးမရင်းနေဘူးသူတို့နဲ့သိရမလားမကြည့်နော်မီးတော့လို့ပြင်းပြတဲ့ဆန္ဒဟာဘာကြောင့်မှမငြိမ်းစေရဘူးနော်တို့သိထားဖို့ငါတို့ကဒီမှာကြည့်မီးတော့လို့ပြင်းပြတဲ့ဆန္ဒဟာဘယ်တော့မှမငြိမ်းစေရဘူးငါတို့ကခေါင်းဆောင်မှားရင်လည်းမှားတယ်လို့ပြောရဲတယ်အမေလူပေါင်းမှားတယ်လို့ပြောရဲတယ်ငါတို့ကခေါင်းဆောင်လဲမှားတယ်လို့ပြောရဲအဲ့ဒါဒီမိုကရေစီတသွေးတမန်တမိတ်နဲ့တပ်ဦးစံပိုင်ဘရင်ကြီးလိုမျိုးကိုနိုင်ငံတော်ထင်နေတဲ့စောက်ယူအောက်မှာနင်တို့မနေရအောင်လို့ကိုအမျိုးဘာသာသာသနာဆိုပြီးတော့ဟိုဘက်ကနေကူးလာတဲ့လူနည်းစုလေးကိုရက်ဆက်ရုံမာတဲ့အကြံဉာဏ်တွေသင်မပေးဘူးโอเคငါတို့ကလူမျိုးချင်းချစ်တဲ့စကားလုံးတွေကိုပဲသင်ပေးတာအခုဒီတော်လန်ရေးမှာငါတို့နိုင်သွားတဲ့ငါတို့ရသွားတဲ့အောင်မြင်မှုဟာဘာလဲဆိုတော့တိုင်းရင်းသားတွေဟာရန်ကုန်မန္တလေးမှာရှိတဲ့လူပေါ်ဆောက်တဲ့ဂျန်လီတွေနဲ့တူပဲဆိုတာသိသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ငါတို့ပညာချိုးထားတဲ့နှလုံးထီတွေဘောလုံးတွေထဲမှာအလုံးပေါင်းမြောက်များစွာထဲမှာထိုးထည့်ထားပေမဲ့တိုင်းရင်းသားတွေထင်တာကအရင်တော့တိုင်းရင်းသားတွေငါတို့ဘာထင်ခဲ့လဲဆိုတော့တိုင်းရင်းသားတွေကမခင်မိုးတို့ဘာထင်ခဲ့လဲဆိုတော့အရင်တော့သူတို့ကြောင့်နော်သူတို့ကဒီစစ်ကောင်စီနဲ့အတူတူငါ့ကိုထုနေတော့မပြီးတော့စစ်ကောင်စီနဲ့အတူတူငါတို့ရက်ဆက်ရုံမှနေတဲ့လူမျိုးဆိုပြီးလူဒန်းစားတရက်နဲ့ငါတို့ဗမာတွေကိုပါတိမ့်သွင်းခံလိုက်ရနော်အဲ့တော့ဟဲ့နင်တို့ပန်ဆယ်လိုပါတွားထုပါလားငါပတ်စံမလူဘူးငါဒေါ်လာ100လူတာတစ်လမှာဒေါ်လာ100စလို့ဒေါ်လာ100မှနင်တို့စစ်တပ်ကဝန်ထမ်းတွေလားစားတော့မရှိပါဘူးဟဲ့နင်တို့ခိုးတာတိုက်တာနှိုက်ထားတဲ့ဒေါ်လာ100မှဟဲ့ငါလှူနိုင်တာဟဲ့4သိန်းခွဲပါဟဲ့နင်တို့ငါ့ကိုလာပြီးတော့လုံနေကြဟိုမှာတိန်တန်းနဲ့ချီပြီးတော့လှူတဲ့တန်းနဲ့လူတွေသွားလှုပ်ပါလားမင်းတို့အုံနောက်တွေဟဲ့ကြီးတက်နေတာအစိမ့်မတွေစစ်ကြုံမတွေဟိုမင်းအောင်လိုင်းအိမ်ကလောက်တော့မရလဲစောလို့ကမင်းအောင်လိုင်းအိမ်သားတွေကလောက်တယ်မင်းအောင်လိုင်းအိမ်သားမှာတော့လောက်ရှိရလားမသိနင်တို့လိုလောက်တွေတော့အကတ်မခံအောင်မင်းအောင်လိုင်းချီးစော်နန်းနေတော့စစ်ကြုံချီးစော်နန်းအဲ့တော့သူ့ကိုလေမာကြီးကမတိကြအောင်ပထမတော့ပြောလိုက်တယ်နင်ဒါတွေဘာလို့လုံနေလဲသူ့ကိုသူသွားတော့ပြောလိုက်တယ်ဒါပေမဲ့ဟိုတချို့အကြီးတွေဆိုဗမာပြည်ကအကြီးတွေကအငယ်စကားနားမထောင်လေအဲ့တော့ကိုကမပြောတော့ဘူးသူတော့ငါမှတော့မွဲမသွားပါဘူးဒီလောက်လှူလုံနဲ့တော့သူတော့မွဲမသွားပါဘူးဆိုကိုကအဲ့လိုလေးထားလိုက်အဲ့ဒါကိုကဟိုဟာဖြစ်သွားကိုမျိုးကိုနယ်တွေမှာတကယ်လို့အမေတော်အောင်ဆန်းစုကြည်သားလေးနော်ကိုမျိုးကိုရွာကိုအမေရိကန်မှာရှိရမောင်နှမတွေကိုမျိုးကိုရွာနာကိုအမေတော်အောင်ဆန်းစုကြည်ရဲ့သားလေးလာခဲ့မယ်ဆိုရင်ခွက်တဲကိုသွားပြီးတကယ်ဟိုအဲ့ဒီငွေဖလား
ငွေဖလားလေးနဲ့ရေလမ်းထွက်မယ်တန်မခင်မွေ YouTube အသေးထုနေတယ်ဟဲ့စစ်တန်းရလေချီးတွင်းတွေကလောက်တယ်မင်းအောင်လိုက်အိမ်မှာတော့လောက်မဖြစ်တဲ့ဟာတွေနော်နင်တို့ဘာငါ negotiate လာလောက်တာခင်မိုးရဲ့ငါ့ကိုတိတ်မဆဲပါနဲ့တဲ့ငါနင့်ကိုဟိုဟာလေးဝယ်ပေးပါမယ်ဒီဟာလေးဝယ်ပေးမှာဆို no ကျမတို့ကနင်တို့ကငါယာရုမြင့်တယ်ငါလိုမျိုးဖြစ်ရှင်နင်တို့ဘာကိုဆက်ဆဲပေးအဲ့ဒါနင်တို့လည်းကြောက်စံကိုပေါ့မာယိုဒီနေ့တိတ်ကုန်ထုတဲ့နေ့ပါသူပြောတာလေးပဲတွေ့ရင်ချေနှက်တဲ့ဆိုမင်းပြောတော့ရယူခြင်းဟာချစ်မဟုတ်ဘူးဆိုဒါဆိုမင်းဝမ်းနေမနေနဲ့သူရဲ့ပြုံးတွေမြင်ရလို့သူဆိုရမင်းအတွက်ကောင်းငင်ကြီးတစ်ခုဆုံးကျွန်တော်စောက်ဘောတွေကြတော့တော့မထုဟိုမင်းသားတွေကိုလေအတင်းပြောနေကောင်းတောင်ရှိရသေးလားအဲ့ဘဲမှာကျ200ဘယ်နှ K ပါသိလားအဲ့ဘဲတယောက်လေယောက်ျားကြီးဖြစ်ပြီးတော့လေမင်းသားတွေဒီမင်းသမီးတွေတင်းထိုင်ပြောနေတာတော့ဖောင်းထုအောင်မယ်ဆိုပြီးတော့အဲ့ YouTube မှာ100 something K ပါသူတို့မမလူမျိုးစောက်ရမ်းအတင်းကြိုက်တယ်သိလားအားနေရအောင်သူတို့အလုံးမရှိကြပြီးဖုန်းပွတ်နေတဲ့ခါကျတော့အဲ့ဘဲစောက်တင်းပြောနေတာ125 K တွေပါမနာလိုတာတော့မဟုတ်ရှင်းတို့တိုင်းပြီးအရေးကြီးတဲ့စကားပြောတဲ့လူတွေဆိုမကြည့်ကြသူဆိုရမင်းတွေ့ကောင်းငင်ကြီးတခုဆို sorry ပါ Facebook မောင်တော်မှာပြီးအဝိုင်းလေနေလား reconnecting ဖြစ် YouTube ကိုသူတို့တေထုနေကောင်းမောက်ထုဆိုပြီးတော့ face ဟိုမှာမာကြီးပြောရမလား TikTok မှာသူတို့ကရသလောက်လူစုပြီးတော့သူတို့ကဟိုဟာလုပ်နေကြတာဒီ brain wash လုပ်နေတာဒီပြည်သက်တွေကဒီဘင်္ဂါလီတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့တကယ်ကျမတို့ကတော့မအားလို့မကြည့်နိုင်ပေမဲ့အဲ့ဒီTikTok ဆိုတာဒီ American ကလူတွေကဘယ်လိုသုံးလဲဆို TikTok ကိုကျမတို့ကမသုံးရှင်ဘာလို့လဲဆိုတရုတ်ထွင်ထားတဲ့ပစ္စည်းမို့လို့ American မှာနေတဲ့လူတွေက TikTok လည်းမအားဘူးကြည့်လည်းမကြည့်နိုင်အောင်သိရမလားကျမအဲ့ဒါနဲ့ TikTok ကဘယ်လိုကြောင့်ကြည့်ပြလဲဆိုတော့ဥက္ကမင်းမောင် Morning Mama ရေ TikTok သွားကြည့်တော့ဥက္ကမင်းမောင်ဥစ္စာတွေဂျီရလို့သွားကြည့်ရော TikTok အကောင့်ကမရှိလို့မဖြစ်ဘူးအဲ့ဒါနဲ့လှုပ်လိုက်ရင်းနဲ့တနေ့ကျမနေ့လည်းပဲအားနေတဲ့ခါကျတော့အဲ့ဒီ TikTok ကိုသွားကြည့်လိုက်တဲ့ခါကျတော့အဲ့ TikTok မှာတနေ့လုံးတော့အိတ်မနေတော့ဒီကအမေရိကန်ကောင်တကောင်ပါတယ်သရိုးစောဆိုတဲ့ကောင်ဘင်္ဂါလီတွေဘာတွေညာတွေနဲ့ရေးလေ brain wash လုပ်နေကိုလူတွေကတော့မလေးဒီမှာဟိုခင်မိုးပြုတ်ကြရေးခင်မိုးတော်လိုင်းရေးလုပ်နေကြအဲ့ဒါကိုပြောချင်တာသူတို့ကဟိုကျမတို့လိုလူမျိုးကြဒီလိုမျိုးလူတို့မနိုင်ဒီလိုမျိုး report ထုတာသူတို့မနိုင်သူတို့နိုင်အောင်မပြောနိုင်ဘူးသူတို့ဆဲလို့လည်းမရတော့မနိုင်တော့ဒီလူကဆဲလည်းမဖြုံတဲ့လူဆိုတော့အဲ့တော့သူတို့ဘာလုပ်လဲဆိုတော့ကျမဟိုလင်းတကာနဲ့ပေးစားကြည့်ကျမခက်တီတီပဲဟိုခက်တီတီရဲ့မျက်နှာကြိုးကခက်တီတီနဲ့တက်နေတော့ဆိုတော့သူတို့နောက်ဆုံးကျမလိုလူမျိုးကို report ထုတာသူတို့မနိုင်ဘူးသူတို့ဘယ်တော့မှကျမကိုနိုင်မှာမဟုတ်ပြီးတော့မှဒီဥစ္စာကိုပြန်ပြီးတော့ဒီ Facebook ဥစ္စာကို download လုပ်ပြီးတော့ပို့အောင်။ဘာဖြစ်လို့သူကျမကိုထုတဲ့အတွက်ကျမဒီဥစ္စာတော်တော်ကြာသွားပြီ။ reconnecting လုပ်နေမရတော့တော်လန်ရေးကညီကိုမောင်နှမတွေကပြောကျင်တာအခုစကိုင်းတိုင်းမှာဒီစစ်ကောင်စီရဲ့နော် Brew attack ကြောင့်ဟိုစကိုင်းတိုင်းလူ9000ကျော်တေသွားပြီနော်ပြည်သူ9000ကျော်အဲ့တေဆုံးမှုထဲမှာဒီကျမတို့ရဲ့ PDF ညီသားတွေလူငယ်လေးတွေ1000ကျော်လောက်ကြာဆုံးသွားတယ်နော်ဒါကရှင်တို့
မစည်းလုံးနာရဲ့စစ်ကွေးတင်းချိုင်းစကိုင်းတိုင်းဆိုပြီးအမိခံပြီးတော့ကိုတွေမာနတွေထောင်လွှားမှုတဲ့အကျိုးကျေးဇူးတွေနော်ခုတည်းဒီလည်းမတဲ့ကြသေးဘူးတဲဖို့စူးစမ်းဖို့လည်းအုံနောက်မရှိဘူးမာနတွေခံနေတယ်ပြည်သူကာကွယ်ရေးတို့ပြည်သူတွေဘာဖြစ်တယ်တို့ပြည်သူပြောပြီးတော့ကိုနဲ့ကိုတက်ပဲကာကွယ်နေတာဆိုရင်တော့ဒါပြည်သူကာကွယ်ရေးတက်လို့အမြင်မခံသင့်ဘူးလူဝစ်လဲသင့်ပြီဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဒီလိုကွဲပြားမှုကလည်းပြည်သူတွေဖြစ်စေတယ်စိတ်အားကျစေတယ်သိရမလားသူတို့ဒါတွေဝဲကြားနေရတဲ့အခါကျပြည်သူတွေကတနာဖို့ကောင်းတယ်ဒါကြောင့်ကျွန်မဒီရန်ဖြစ်တာတွေကျွန်မတိတ်မပြောတော့တာဟိုဘက်AAနိုင်တာတို့ဘာတို့ပေါ့နော်အဲ့ဒါမျိုးလေးတွေရွေးချယ်ပြီးတော့ပဲပြောတော့တာဒီဘက်ကိုတိတ်မပြောတော့တာนี่တော်တော်ထူတာကျွန်မ YouTube ရောဖြစ်သွားရက်သွား YouTube ကကျွန်မတစ်လောက်ဟိုမိနစ်တွေတုန်းကဆို200ကျော်လောက်ရတယ်တစ်လောက်အခုဒီ February ဆိုရင်$154ပဲရအခုဆို65ကျပ်ပဲရှိတယ်$65လောက်ပဲရှိတယ် YouTube ကိုကြိုက်မကြိုက် like and subscribe လုပ်ပေးပါလို့ခလေးတွေစီကိုကျွန်မပို့ရလို့ပါနော်အမကြီးတဲ့ကျမတို့ရဲ့အညာအကြောင်းတွေရှောက်ပြောပြီးတော့ YouTube မှာပတ်စံမရှာပါနဲ့ငါသိကျင်တာပဲငါတော်တော်ချမ်းသာသွားမှကြာနာဒီနေ့ဆိုရင်မခင်မို့အလုပ်လုပ်တာဒီနေ့တရက်တည်းဟုတ်တယ်ဒီနေ့တရက်တည်းကို$300ရ tax ဖြတ်ပြီးသွားရင်တော့180လောက်ပဲကျန်တာပေါ့အများကြီးဖြတ်ခံတာ tax တစ်ခုတည်းတော့မဟုတ်ပေါ့နော်ပင်စင်အတွက်စုထားတာတွေရောဗာတွေရောဆိုဒီ YouTube ကပတ်စံကြတော့ကျမရဲ့ဒီခေါင်းဆောင်တွေကိုကျမသူများစီကနေပတ်စံပို့ပါဆိုလိုက်မတောင်းကျင်တော့အားနာလာပြီသူတို့လှူခြင်းသူတို့ကသူတို့ခင်မိုးရေလူမယ်ဟေးဆိုတက်ကြီးလာပေးတဲ့လူမျိုးဆိုရင်တော့လက်ခံလိုက်တယ်ကျမကိုဘယ်အဖွဲ့အတွက်လုပ်ပေးပါဆိုကျေးဇူးမတင်ဖင်လန်ပြတော့ကျမလည်းအမဘန်းနေမခံရဲတော့ဘူးကျမလည်းစော်ကားခံရတာတွေများလာတဲ့အခါကျတော့300 200လောက်လှူပြီးဆဲခံရတယ်ဆိုတော့ကျမတယောက်တည်းရှိတယ်နော်ကဘာပေါ်မှာအဲ့ဒါစဉ်းစားတာကြည့်တော့ဆိုတော့အဲ့တော့ကျမဘာစဉ်းစားလိုက်လဲဆိုတော့သူများပတ်စံနေနဲ့အဲ့လိုခေါင်းခံပြီးတော့လိုက်မရှာပေးတော့ဘူးကိုယ်ပတ်စံနဲ့ကိုယ်ပဲ YouTube ကရရင်ကွာအဲ့လိုမျိုး$154ဆိုရင်10သိန်းမကဘူးနော်100ဆိုရင်4သိန်းခွဲ4သိန်းခွဲဆို6သိန်း9သိန်းလောက်ရမယ်ပေါ့နော်6သိန်း9သိန်းလောက်ရမယ်ဆိုရင်ကျမကအဲ့6သိန်း9သိန်းလောက်ကိုဒီအုပ်စုဂရုအကြီးတစ်ခုကိုဒီလိုတလားလှူနိုင်တာပေါ့နော်အရင်တော့တငယ်ချင်းတယောက်လာလှူတယ်ဆိုရင်အဲ့တငယ်ချင်းအားကိုနဲ့သူက$300ပို့လိုက်တယ်ဆိုကိုက$20ထည့်လိုက်တယ်ဆို120ဆို5သိန်းဆိုကျမရဲ့ခေါင်းဆောင်ကြီးအကြီးတွေတော်တော်ကြီးတာအဲ့ဒီ3ဘွဲ့ဆိုရင်အဲ့လိုဒီလမှာဒီ3ဘွဲ့နောက်လကျရင်နောက်3ဘွဲ့အဲ့လိုမျိုးသွားလို့ရတယ်ကျမရဲ့သွားနေတဲ့ဒါလေးကအကျိုးရှိမယ်ဆိုရင်ပြည်သူတွေဒီမောင်နှမတွေပေါ့နော်တော်လန်ပြည်သူမောင်နှမတွေဒီ YouTube ကို subscribe လေးလုပ်ပေးပါလို့နော်like and subscribe လုပ်ပေးမှကျမလည်းဟိုဘက်မှာလည်းအဖြတ်စည်းမခံရမှာအခုတော်ဒီမှာကြည့်ဖြစ်ဒီမှာ reconnecting ဖြစ်နေကြားလာရှိပြီအဲ့ဒါသူတို့ထုထားလို့ reconnecting ဖြစ်အဲ့လိုသူတော့မဟုတ်သူရုပ်တွေကျမတို့တိုင်းပြည်မှာအဲ့လိုမျိုးတွေအများကြီးပဲအားနဲ့ရားနေဆိုတော့သူတို့ကကျမတို့ထုမှာသူတို့ကပတ်စံရတာကျမတို့ပြည်သူတွေကတော်လန်ရေးပါဆိုတဲ့ညီမတွေဖြစ်ပြီးတော့ကျမလည်းလာထုတာပဲသူတို့အဲ့လိုမျိုးပြဿနာတွေကအများကြီးပဲတော်တော်ကြားနေပြီ reconnecting ဖြစ်သူတို့ကျမကိုဆဲလို့ဆိုပြီးတော့နင်တို့အဖကြီးဆိုပြောလို့ကျမအဲ့သူတို့လုံရင်လေအရန်ပျော်တာကိုယ်အကောင့်ထိတာမထိတာတိတ်စိတ်ဝင်စားတော့ဒီတော်လန်ရေးပါဆိုပြီးတော့အဲ့အန်ယူဂျီတွေလုံရင်သာကျမတော်တော်စိတ်နာတယ်လားသူတို့အန်ယူဂျီတွေရောနောက်ဒီအုပ်စုတွေပေါ့နော်ကျမကိုစောင့်မြင့်ကပ်ပုံမှန်နဲ့လောက်တာပေါ့လေအဲ့တော့ပြည်သူတွေတော်လန်ပြည်သူမောင်နှမတွေအရေးအကြောင်းပါရှိလဲဆိုတော့ပြည်သူတွေကိုပြောချင်တာကပညာတတ်တဲ့ခေါင်းဆောင်နော်အုပ်ချုပ်မှုကားကောင်းတဲ့ခေါင်းဆောင်အောင်နိုင်မှုတွေများတဲ့ခေါင်းဆောင် AA တို့ KIA တို့ကိုစိတ်ချလက်ချနော်သူတို့နဲ့ပေါင်းစည်းနေတဲ့အဖွဲ့တွေကိုစိတ်ချလက်ချလေးယုံကြည်အားကိုးပြီးတော့နော်ငါတို့ကဘယ်သူမှမရှိတော့ဘူးဆိုစိတ်ပြက်လက်ပြက်မဖြစ်သွားနဲ့ကျမတို့ AA က
တော်တော်ကြီးကိုထိုးထွက်လာပြီပဲခူးမှလည်းတော်တော်များလာပြီနော်နေရာဒေသအစုံဖြစ်လာပြီနော်နောက်အေအေကအဲ့လိုနိုင်တဲ့အခါကျတော့တချို့ကလေးတွေကလည်းအေအေမှာသွားပြီးတော့ပူပေါင်းတဲ့ကလေးတွေအရန်များလာပြီlocal တွေနဲ့သိရင်လည်း local တွေကိုအေအေတက်တော်ကြီးနဲ့ပေါင်းဖို့အကြံပြုပါကိုနဲ့အနီးကပ်ဆုံးကိုနဲ့ခင်မင်နေတဲ့ local တွေကိုပေါ့နော်အဲ့ဒါသွားပြီးတော့သူတို့နဲ့ကူညီရိုင်းပင်းကြပါလို့မခင်မိုဒီကနေပြောရင်းနဲ့ဒီ live ကိုချလိုက်ပါတယ် YouTube ကတော်တော်ကြီးကိုပြဿနာတက်နေပြီမကြည့်ငါစီးပွားရှာနေရအောင်ဒီဘက်ကမတော်တရောလာကြည့်ပြီးဆူလာသူပါတာတွေကိုလည်းပြောချင်တာတော်လန်ရေးမခင်မိုတော်လန်ရေးမဖြစ်ပါစေနဲ့ကိုပါကိုအရေးကြီးတဲ့ကိစ္စတွေမှာအရေးပါအရာရောက်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားပါနော်မခင်မိုလည်းခန္ဓာချသွားရင်ဘာမှပါမသွားပါဘူးเนาะနောင်ဘဝအထိတန်တရားကျွေးတွေလိုက်မဆက်ပါနဲ့လို့เนาะဒီဗုဒ္ဓတရားတော်တွေထဲမှာပါပါတယ်ဇူလတုပတာမဟာတုပတာဆိုတာเนาะဒီစရန်စင်မင်းရဲ့မယားတွေပေါ့เนาะသူ့မိန်းမဘယ်ရဗီဒီယို recording လုပ်ထားတယ်ပြီးရင်ဒီဘက်ကဟာကိုတင်လိုက်မယ်အစိမ်းမတွေကျမကိုလာထုတဲ့အတွက်ကျမရဲ့ YouTube channel က live က reconnecting ဆိုပြီးတော့အဝိုင်းလည်နေပါတယ်အဲ့ဒါကြောင့်မို့ကျမရဲ့တော်လန်ပြည်သူမောင်နှမတွေနဲ့စကားစားပြတ်သွားတာပါအဲ့တော့တော်လန်ရေးဆိုပြီးတော့ပါဝင်နေကြတဲ့ညီအမတွေပေါ့နော်တကယ်ကိုထဲဝင်ပါဝင်မယ်ဆိုရင်မခင်မိုးပြုတ်ကြရေးကိုနောက်မှဖြုတ်ချပါနော်တော်လန်ရေးပြီးတဲ့ကာလကြရင်ခင်မိုးနေလူဘာဝတုံးလားဆိုပြီးတော့အဲ့ဒီချိန်ကာလမှာပဲလာဆဲလှဲ့ပါအခုမင်းအောင်လှိုင်ရဲ့ဒီရုရှားနဲ့သွားစီလုံးမှုတို့နော်တရုတ်နဲ့ခဏတွေ့မှုတွေကကျမတို့တိုင်းပြည်အတွက်အရေးကြီးတဲ့ခန္ဓာရောက်နေပါပြီနော်ဒီသူတို့ရဲ့ရှေ့တန်းတိုက်စစ်မှုဖြစ်တဲ့သူတို့ရဲ့သမီးလေးပန်ဆယ်လိုကရှေ့တန်းမှာအလဲအကွဲနဲ့ဒုက္ခတွေရောက်နေပြီဆိုတော့သူတို့က viewer ပြောင်းဆော့ရပါသူတို့မှာ result လေးတွေရှိတယ်ငါတို့ရှေ့မှာဘာဆက်လုပ်မလဲဆိုတော့ idea ရှိတယ်သူတို့မှာ strategy ပေါ့သူတို့ရဲ့ strategy ပေါ့ပြည်သူကိုသွေးခွဲမယ်ပြည်သူကိုစိတ်ဆင်းအောင်လုပ်မယ်မီးမလာအောင်ထားမယ်အမျိုးပြည်သူစိတ်ပြက်လက်ပြက်ဖြစ်သွားအောင်အမျိုးကြံစီအားထုတ်မယ်ဒါကြောင့်မို့လို့ကိုယ့်ဘက်ကလူတွေအဲ့လိုသင်ကွဲပြီးတော့နော်အမြဲတမ်းဆူလာတုပတာမဟာတုပတာလုပ်နေမယ်ဆိုရင်အမတို့ကတော်လန်ရေးလုပ်နေတာမဟုတ်ဘူးအမတို့ရဲ့နာမည်ရရှိရေးကိုလုပ်နေကြတာနော်ဒီစရန်စင်မင်းရဲ့အချစ်ကိုမခံရတဲ့ဆူလာတုပတာလိုမျိုးနော်ဘဝသာပြောင်းသွားရောမဟာတုပတာကြီးကိုမုန်းကြီးနေတဲ့လူမျိုးတွေလိုမျိုးမဖြစ်အောင်လို့နော်ကိုလည်းပြန်ပြီးတော့မေးအောင်ငါတော်လန်ရေးလုပ်နေတာလားမင်းအွန်လိုင်းကိုတိုက်ချင်တာလားငါကတော်လန်ရေးမှာစပီကာလုပ်နေတဲ့ဒီမိန်းမတယောက်ကိုတာဝန်စစ်ကောင်စီတာဝန်ပေးချက်အရာဖြုတ်ချနေရလားဆိုကိုယ့်ဘာကိုသုံးသပ်ပါနော်အဲ့တော့ကျမရဲ့ဘားကေယာကဓာတ်ပုံတွေကလိုမျိုးနော်ကျွေပကံနဲ့နော်ကျွေပကံနဲ့ပုတ်တင်ညိုကြော်စားနေရတာမဟုတ်ပါဘူးနော်ဘားကေယာတကယ်စားနေရတာဇလုံနဲ့ဖတ်နဲ့စားရတာကျွေပကံကြီးနဲ့တော်ထဲမှာပုတ်တင်ညိုကြော်စားနေရတယ်ဆိုပြီးတင်ထားလို့နော်အဲ့ဒါအမားတို့လည်းရှက်ကြပါရှက်တိုင်သေလို့ရတယ်အမားတို့ကျမရှိရနေထမင်းကြိုစားလာပြီးတော့ကျမရှိရနေထမင်းစောစားလာပြီးတော့နော်အဓိကနဲ့တာမညမသိပဲနဲ့ခင်မိုးလိုင်းပေါ်မှာမမြင်ချင်ဘူးဆိုမမြင်ချင်မကြည့်နဲ့မကြည့်မမြင်ရတော့ဘူးအခုအမားတို့လာတိုက်နေတဲ့လူကဒီကလေးတွေနဲ့အတူတူရက်တည်နေတဲ့ကျမဖြစ်တဲ့အတွက်အမားတို့ရဲ့ကျမပေါ်တိုက်ခိုက်မှုဟာမင်းအောင်လိုင်းတာဝန်ပေးထားတာလားလို့ပဲမေးချင်ပါတယ်အားလုံးပဲဘေးကင်းရန်ကစိတ်ချမ်းသာကြပါစေကျမတို့ကအရေးတော်ပုံအဆုံးထိပါဝင်နေမဲ့လူတွေဖြစ်တဲ့အတွက်တော်လိုင်းရေးပြီးတဲ့အခါကျရင်ခင်မိုးဟဲ့လူဘာဝတုံးလားဆိုပြီးတော့လာမေးလဲပါကျမရဲ့စီးပွားရေးပိုင်ဆိုင်မှုရှိရင်လာပြောလဲပါနော်အခုလုပ်ငန်းနဲ့ပြီးရင်ပင်စင်ယူသွားပြီးရင်ကဘာပတ်မဲ့လူကအမားတို့ဗမာပြည်ကလုပ်ငန်းတွေစီးပွားရေးတွေကြောက်တွင်းတွေရွှေတွင်းတွေကျမလည်းဘာမှမပတ်သက်ပါဘူးကျမတို့တော်လိုင်းရေးအပြီးထိ
ပါဝင်နေမဲ့လူတွေဖြစ်တဲ့အတွက်အမားတို့ကျမတို့တိုက်ခိုက်မှုဟာမင်းအောင်လိုင်းတာဝန်ပေးထားတာကိုနော်တာဝန်ယူပြီးတော့ပန်ဆယ်လို့ရှုံးခဲ့လို့ပန်ဆယ်လို့ကျမတို့မနိုင်သေးလို့အမားတို့ကြားထဲကနေလာဖြတ်တယ်လို့ပဲကျမယူဆနေပါတယ်သတိထားပါအမားတို့ရဲ့အပြုတ်အမူတွေဟာမင်းအောင်လိုင်းစစ်တပ်ကလာတဲ့အပြုတ်အမူတွေဖြစ်တဲ့အတွက်တော်လန်ရေးသမားတွေကိုမတိုက်ဖဲနဲ့တော်လန်ရေးဥတီချက်ကစစ်အာဏာရှင်နဲ့မင်းအောင်လိုင်းပြုတ်ကြရေးကိုမလုပ်ဖဲနဲ့ကျမတို့တော်လန်ရေးစပီကာတွေကိုတယောက်တဦးချင်းတာဝန်တစ်ခုစီယူပြီးတော့ကျမတို့ပြုတ်ကြရေးအတွက်လုပ်နေမယ်ဆိုရင်တော့အမားတို့ကတော်လန်ရေးလုပ်နေတာမဟုတ်ဘူးကျမတို့လိုလူမျိုးတွေကိုဖြုတ်ချရေးတာဝန်ယူထားတဲ့လူတွေလို့ပဲကျမထင်ပါတယ်ထင်လဲထင်နေပါပြီเนาะအဲ့လိုထင်လို့လေအမားတို့အပေါင်းအသင်းမလုပ်တော့တာပါအရေးတော်ပုံအောင်ရမည်